SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ SK Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလေးပဲတို့ရဲ့တဲ့နေ့ရေမိုဇလန်တွေကိုမှစိုက်နေတတ်ကြတဲ့ပရိသတ်တွေအတွက်2024ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Gas Degree လို့နာမည်ရတဲ့ TV series လေးကို recap နေနဲ့တင်ဆက်ပေးဖို့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ပြီးခဲ့တဲ့ပိုင်းဒီမှာတော့တကယ်တမ်းကိုမာဝင်ပြီးတော့စေယုံပေါ်ရောက်နေခဲ့တဲ့သူက Lewis ဖြစ်နေခဲ့ပြီးကိုမာဝင်နေချိန်တုန်းကမက်ခဲ့တဲ့အိမ်မက်တွေကိုမေးပြောက်လို့မရခဲ့ဘဲနဲ့အိမ်မက်နဲ့လက်တွေဘဝကတခြားစီဖြစ်နေရကြောင်းတိုင်ပတ်နေခဲ့ပါရီအဲ့တော့ဒီပိုင်းဒီမှာ Lewis တယောက်ကိုမာဝင်နေတုန်းကမက်ခဲ့တဲ့အိမ်မက်ထဲကလူသက်မှုတွေကအပြင်မှာလည်းဖြစ်လာနေရအောင်တွေးလိုက်ရတဲ့အခါမှာဒီလူသက်မှုတွေကသူ့ရဲ့အိမ်မက်ကိုပုံတူယူပြီးတော့လုံနေရလားဒါမှမဟုတ်ကိုမာဝင်နေတုန်းပဲလားဆိုတာဝေခွဲမရဖြစ်နေခဲ့ပြီးဘာတွေဘလို့ဆက်ဖြစ်ကြအောင်မလဲဆိုတာကတော့အတွေးပေါင်းများစွာနဲ့ကြည့်ရှုခံစားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့အစဉ်သစ်ဖြစ်ပြီဆိုရင်တော့ Season 1 Episode 9လေးကိုစတင်လိုက်အောင်ပါကျွန်တော်ကတော့ SK Story ကတင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါရီဒီပိုင်းမှာတော့မေစီယာ Lewis နဲ့အတူတူကားမောင်းလာခဲ့ရင်လည်းစကားတွေပြောလာတဲ့အခန်းကနေစတင်ပေးထားပြီးတော့တနည်းအားအရောက်မှာတော့ Lewis ကမေစီကိုဘာလုပ်နေရလဲဆိုတာသိတဲ့အကြောင်းပြောလိုက်ပြီးကားကိုလမ်းမေးကိုရက်ခိုင်းလိုက်ပါတယ်မေစီကားရလိုက်တဲ့ဘေးမှာတော့မာရှယ်ယာအပင်တွေကိုရေလောင်းနေခဲ့ပြီးကားပေါ်ကနေ Lewis ဆင်းလာတဲ့အခါမှာတော့အိမ်ထဲဝင်ဖို့အတွက်ပြောလိုက်ပါတယ် Lewis ကအိမ်ထဲဝင်လာခဲ့ပြီးတောင်းအသားဇပွဲမှာအချိန်ကြာထိုင်ပြီးကြပေမဲ့ Lewis ကဘာမှမပြောတာကြောင့်မာရှယ်ယာဒီရန်ထိုင်နေရကြပြီးဖြစ်ကြောင်းအပြင်မှာမေစီစောင့်နေရဆိုတဲ့အကြောင်းပြောလိုက်တဲ့အခါမှသာ Lewis ကစကားကိုစခဲ့ပါတယ်သူတို့ယောက်ျားမှာလမ်းရှိတစ်ခုကိုရှောက်နေခဲ့ရတယ်လို့မျိုးခီးကအရန်ကြာခဲ့ပြီဖြစ်တဲ့အကြောင်းမာရှင်နဲ့ Red တို့ရဲ့ကိစ္စကိုလည်းအချိန်တစ်ခုကြာမှသိရတာဖြစ်ပေမဲ့သိရတဲ့အခါမှာလည်းသူမအသေးမကွဲခဲ့သလိုဖြစ်နေရတွေကိုလည်းစိတ်ဝင်စားတော့ကြောင်းနောက်တော့ဘာကြောင့်မာရှယ်တို့နှစ်ယောက်ဒီလိုမျိုးကိစ္စကိုလုပ်ခဲ့ရလဲဆိုတာအချိန်ဒီအရနားလေလာကြောင်း Lewis ကပြောလိုက်တဲ့အခါမှာမာရှယ်က Lewis အနေနဲ့ခွင့်လွှတ်ပေးဖို့မလိုကြောင်းပြောလိုက်ပါတယ် Lewis ကတော့သူမအနေနဲ့မာရှယ်ကိုအပြစ်မတင်တဲ့အကြောင်းပြောလိုက်ပြီးတော့သူမကိုယ်တိုင်လည်းရင်းနှီးမှရှိတဲ့ခံစားချက်တွေကိုမာရှယ်သိအောင်မပြောခဲ့ကြောင်းဝန်ခံလိုက်ပြီးသူမအနေနဲ့ကိုလည်းမနှစ်သက်သလိုကိုကလည်းမနှစ်သက်တော့တဲ့လူတစ်ယောက်ကိုတွေ့တာနေစရာအကြောင်းမရှိတော့တဲ့အကြောင်းမယ်ရီတယောက်ကောလိပ်မှာတော့overweight ဖြစ်နေခဲ့တာကိုမာရှယ်ကတော်တော်ကြီးမုန်းတီးပေမဲ့ပြောမထွက်ခဲ့ကြောင်းစတဲ့ခံစားချက်တွေကိုလက်တွေ့မှာဖွင့်မပြောဘဲနဲ့မျိုးသိခဲ့ရတာတွေကိုပြောလိုက်ပါတယ်မာရှယ်ကတော့စိတ်ပေမန်းတာယုံရှာတာတွေဟာသူမဟုတ်ဘဲနဲ့ Lewis သားဖြစ်ကြောင်းကျင်းစာတစ်ခုလိုမျိုးတနေ့အတွင်းပေါင်100လောက်တက်လာတဲ့သမီးဖြစ်သူကိုကြည့်ပြီးတော့သူဘာမှမတက်နိုင်တော့တဲ့အကြောင်းပြောလိုက်တဲ့အခါမှာ Lewis ကမာရှယ်ရဲ့အဲ့ဒီစိတ်ကိုကြည့်ပြီးတော့လူတွေကိုပို့ပြီးတော့တနာမိလာတာဖြစ်တဲ့အကြောင်းပြောလိုက်ကမာရှယ်ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့သူအနေနဲ့မာရှယ်ကိုမချစ်နိုင်တော့တဲ့အကြောင်းတွေးမိလာကြောင်းပြောလိုက်ပါတယ်မာရှယ်ကတော့ပေါင်ညင်နေတက်လာနေတဲ့သမီးဖြစ်သူကိုတနာတဲ့အနေနဲ့သူ့ယောက်ျားနဲ့အိတ်လိုက်တာလားဆိုပြီးတော့ခနဲ့ရဲ့စကားကိုပြောလိုက်တဲ့အခါမှာတော့ Lewis ကလူရီယာတယောက်နဲ့တယောက်လုံးနိုင်စွမ်းမတူကြကြောင်းမာရှယ်ကစိတ်ပညာနဲ့တသနီကားကိုအထူးပြုတင်ကြားထားတာကြောင့်မလို့ဒီလိုကိစ္စတွေမှာလုံးဝစိတ်မကောင်းမဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်နောက်တော့ Red ဘက်ကိုလှည့်လိုက်ပြီးတော့ Red ကိုအမြင်နဲ့သဘောကျခဲ့တဲ့အကြောင်းအိမ်မက်ထဲမှာတော့မာရှယ်ကိုပြုစုမဲ့သူနာအဖြစ်ပုံဖော်ခဲ့ကြောင်းပြောလိုက်ပြီးတော့စေယုံကလေးပေါ်မှာလဲနေတဲ့အချိန်သူ့နာကိုကပ်ပြီးတော့မာရှယ်ကတနာညာတာမှုလုံးဝမရှိပဲတေးဖို့ပြောနေတာတွေကိုအကုန်ကြားကြောင်းပြောလိုက်ပါတယ်မာရှယ်က Lewis နဲ့မျက်နှာချင်းဆိုင်မကြည့်တော့ဘဲနဲ့ခေါင်းကြီးအောက်ဆိုင်ထားရင်းနဲ့သူ့အနေနဲ့အခုလိုပြောပြခဲ့အောင်တုံးဖို့ခဲ့သူက Lewis သားပြောကြောင်းပြောလိုက်တဲ့အခါမှာ Lewis ကအချစ်ကိုအမုန်းအဖြစ်နဲ့ဘယ်လိုမျိုးကူးပြောင်းရမယ်ဆိုတာသူတို့အားလုံးသိရကြမလို့အခုလိုကတ်ဆိုးတွေယောဂဗျာတွေသူပြောနေတဲ့ခေတ်ကြီးမှာနှစ်ယောက်သားရှေ့ဆက်ရမယ့်ကိစ္စမှာငင်းငင်းချမ်းချမ်းနဲ့ပဲပြီးကျင်တဲ့အကြောင်းပြောလိုက်ပြီးတော့ကွာရှင်းစာချုပ်တွေကိုထုတ်ပေးလိုက်ပါတယ်အဲ့ဒါပြင်ကွာရှင်းပြီးတဲ့နောက်မှာလည်းမာရှယ်အနေနဲ့ကိုကြိုက်တာတွေကိုယူသွားနိုင်ကြောင်းပကံခွက်ရောက်မှစရပစ္စည်းတွေကိုအကုန်လုံးကြိုက်ရယူနိုင်ကြောင်းဘာတွေပဲဖြစ်ဖြစ်မာရှယ်စိတ်ချမ်းသာမယ်ဆိုရင်ကြိုက်တာယူနိုင်ကြောင်းပြောလိုက်ပြီးတော့လက်စွပ်ကလေးကိုချွတ်ပြီးတော့ကွာရှင်းစာချုပ်ပေါ်တင်ပေးလိုက်ပြီးတော့မာရှယ်စီကိုပေးလိုက်ပါတယ်မာရှယ်လည်းစိတ်ချမ်းသာအောင်လုပ်ဖို့ပြောလိုက်သလိုသူကိုယ်တိုင်လည်းပဲစိတ်ချမ်းသာအောင်တနေရာကိုသွားပြီးတော့လုပ်တော့မယ်ကြောင်းပြောလိုက်တာကြောင့်မလို့ Red ကဘယ်နေရာသွားမှလဲဆိုပြီးတော့မေးလိုက်ပါတယ်သူ့ရဲ့ကလေးဘွားတော့ဖလော်ရီဒါကိုမိဘတွေနဲ့တူတူသွားခဲ့တဲ့တာဘွန်စပရင်းလို့ခေါ်တဲ့မြို့ငယ်လေးဖြစ်ကြောင်း Lewis ကပြောလိုက်တဲ့အခါမှာမာရှယ်ကအခုလိုလှုပ်တာတွေအတွက်သူ့ဘက်ကကျေးဇူးတင်မှုမျှော်လင့်ထားရလားဆိုပြီးတော့မေးလိုက်ပေမဲ့ Lewis ကတော့သူမအနေနဲ့တသက်မှာတစ်ခါတော့မာရှယ်ကိုချစ်ခဲ့မှုရဲ့ဆိုတာနဲ့သူတို့မှာရှုပ်ထွေးတဲ့သမီးတစ်ယောက်ရှိတယ်ဆိုတာကိုအမှတ်တရဖြစ်နေမှာဖြစ်ကြောင်းပြောလိုက်တယ်လို့သူမအနေနဲ့လည်းခက်ခဲခဲ့ကြောင်းကိုလည်းပြောလိုက်ပါတယ်တင်းငိမ့်အေဂျင့်နေတဲ့ Lewis ကိုကြည့်ပြီးတော့မတိမကျိန်ဖြစ်လာနေတဲ့မာရှယ်ကLewis အနေနဲ့ခက်ခဲတာတွေကိုကြုံတွေ့ခဲ့ရတာကလူသားတစ်ယောက်ဖြစ်လို့သာဖြစ်ကြောင်းဒါပေမဲ့လည်း Lewis အနေနဲ့ခွဲမရဖြစ်နေသေးတာကတော့မကောင်းဆိုးဝါးတကောင်လို့ဒေါသကြီးတဲ့အမှုချိန်တွေဖြစ်ပြီးတော့ဒါရီယာဘလို့မှချွတ်မရတဲ့အစွဲတွေသာဖြစ်ကြောင်းဒေါသတကြီးပြောလိုက်တာကြောင့်မလို့ Red ကမာရှယ်ကိုတားဆီးလိုက်ရပါတယ်မာရှယ်ကတော့ Red ကတားနေပေမဲ့မရက်တတ်မင်းနဲ့ Lewis ကိုတေးစေချင်နေတာကအမှန်ပဲဖြစ်ကြောင်းနှစ်ယောက်စလုံးမကောင်းခဲ့တာကြောင့်မလို့နှစ်ယောက်စလုံးတေးသွားစေချင်ကြောင်းပြောလိုက်တဲ့အခါမှာ Lewis ကတော့ဒေါသအလေးလိုက်ထွက်နေတဲ့မာရှယ်ကိုအေးစစ်စစ်ကြည့်ကဒါဟာသူတို့ရဲ့ပွဲပဲဖြစ်ကြောင်းပြောလိုက်ပြီးတော့အပြင်ကိုထွက်သွားခဲ့ပါတယ်Lewis ကမေစီနဲ့တူတူကားပေါ်မှာရေခဲမုတ်တွေစားနေကြရင်းနဲ့ပေါ့ပေါ့ပပစကားတွေပြောနေခဲ့ကြပါတယ်
အဲဒီနောက်မှာတော့ Merit စီကိုသွားမယ်ဆိုပြီးတော့ပြောလိုက်ကနှစ်ယောက်သားက Merit စီကိုထွက်လာခဲ့ကြပါတယ်။ Merit အိမ်ကိုရောက်တဲ့အခါမှာတော့ Merit က Lewis ကိုတကားဖွင့်ပေးလိုက်ပြီးဘာကိစ္စလာလဲဆိုပြီးတော့မေးလိုက်တယ်လို့ခွင့်လို့ဖို့လာတောင်းပန်တာလားဆိုပြီးတော့လည်းမေးလိုက်ပါတယ်။ Lewis ကတော့အဲ့လိုမဟုတ်ကြောင်းသူမဟာအမေကောင်းတယောက်မဟုတ်တဲ့အကြောင်းနောက်ဆုံးအချိန်ထိအောင်မှာခွင့်လို့နိုင်စရာမဟုတ်တဲ့သူဖြစ်ကြောင်းပြောလိုက်ပြီးတော့ Merit ကိုတော့ပုံစံဟာအချိုးမချတာကိုကိုယ်တိုင်လည်းသိမှဖြစ်တဲ့အကြောင်း Merit တယောက်စိတ်တက်တွေကြဘာသာရေးဂိုင်းနေတဲ့ပါသွားအဲ့လိုမျိုးအစင်ကလေးရဖြစ်နေတော့မှာအတူတူနေပေးခဲ့ကြောင်းရီးစားထားလိုက်အသေးကွဲလိုက်ဖြစ်နေတဲ့အချိန်တွေမှာလေအတူတူရှိနေပေးနိုင်အောင်စူးစမ်းခဲ့ကြောင်းစတဲ့တမိဖြစ်သူပေါ်မှာထားခဲ့ဘူးတဲ့ကောင်းကွက်တွေကို Merit ကိုပြပြလိုက်ပါတယ်။ Merit ကတော့အဲ့လိုကောင်းကွက်တွေကြောင့်ပဲသူ့ယောက်ျားနဲ့ဖောက်ပြန်တာလားဆိုပြီးတော့ဒဲမီးချလိုက်တဲ့အခါမှာ Lewis ကတော့အဲ့လိုမဟုတ်တဲ့အကြောင်း Merit ဟာဆယ်စုနှစ်နှစ်ခုစာလောက်အချိန်နေစိုးနေခဲ့တာဖြစ်ပြီးတော့တိမခံနိုင်အောင်ဖြစ်ခဲ့ကြောင်း Lewis ကပြောလိုက်တဲ့အခါမှာ Merit ဟာ Lewis ရဲ့စကားတွေကိုတစ်ချက်လောင်ကရီလိုက်ပြီးတော့သူမတဲ့ယောက်ျားနဲ့ဖောက်ပြန်တာကိုပြန်သွားလိုက်ကသူ့ကိုတိမခံနိုင်တော့တာကြောင့်မလို့ယောက်ျားကိုလက်ဖျားနေတော့မထိချင်အောင်လုပ်ခဲ့တာလားဆိုပြီးတော့မေးလိုက်ပါတယ်။ Lewis ကအဒီနဲ့သူ့ကိစ္စမှာအဒီဘက်ကစလာတာဖြစ်ကြောင်းနဲ့သူနဲ့အဒီကြားကခန်းစားချက်တွေဟာ Merit နဲ့အဒီကြားခန်းစားချက်တွေတက်ပို့ပြီးတော့နှက်ရှိုင်းတဲ့အကြောင်းအဒီကအမူကြီးနေကစားသူနဲ့ပိုတူရဲ့သူဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာ Merit ကဖျားတောက်လိုက်ပြီးတော့အဒီကိုချစ်ခဲ့ရလားဆိုပြီးတော့မေးလိုက်ပါတယ်။ Merit ရော Lewis ရောကအဒီကိုချစ်ခဲ့ကြတာဖြစ်ပြီးတော့နှစ်ယောက်စလုံးမှာအမားတွေရောအပြစ်နာစာတွေရောလုပ်ခဲ့ကြကြောင်း Lewis ကပြောလိုက်ပေမဲ့ Merit ကတော့သူ့ရဲ့တသက်မှာဘယ်တော့မှကျေနပ်မှာမဟုတ်တဲ့ယောက်ျားဖြစ်သူကိုအမေကကြောင်တော်လိုက်တဲ့ကိစ္စကိုပဲအစပြန်ဖော်လိုက်ပါတယ်။အဲဒါကြောင့် Lewis ကသူ့အနေနဲ့ပူနွေးတဲ့ယာတီဥတုရှိတဲ့တနေရာကိုထွက်သွားတော့မယ်ကြောင်းပြောလိုက်တဲ့အခါမှာ Merit ကတော့ဘိုင်းဆိုပြီးတော့တခါလေးနှုတ်ဆက်လိုက်ပေမဲ့ Lewis ကနောက်ဆုံးအနေနဲ့တခုပြောမယ့်အကြောင်းပြောလိုက်ကပထမတွေ့တော့ကသူ့ဘာကိုရိုက်ခဲ့တဲ့အတွက်တကယ်နာကြောင်းပြောလိုက်ပြီးတော့ Mary ရဲ့ဘာကိုတစ်ချက်ပြန်ရိုက်လိုက်ကသူတို့ရဲ့သားမိချင်းကိစ္စကိုပြန်ပြီးတော့အဆင်ပြေစေချင်တော့သူ့စီကိုလာခဲ့ဖို့ကြောင်းပြောလိုက်ပြီးတော့ Mary ရဲ့မေးစီလေးကိုကိုင်းကနှုတ်ဆက်ရင်းနဲ့ထွက်သွားခဲ့ပါတယ်။ရဲမှုမိကန်ကတော့အိတ်ကန်းထဲကဂရင်ပေါ်မှာအိပ်ပျော်နေရဲ့ချိန်သူမရဲ့ဖုန်းကအတန်ပြေလာကြောင်းမလို့အိယာကနေလန်နိုးလာခဲ့ပြီးတော့ဝင်လာနေတဲ့ဖုန်းကိုင်လိုက်ပါတယ်။အဲဒီနောက်တော့လာခဲ့ပဲအကြောင်းပြောလိုက်ပြီးတော့အိယာကနေထားလိုက်ပါတယ်။တစ်ဖက်မှာတော့ Lewis ကဒေါက်တာဝစ်စတီကုန်းနဲ့ဆွေးနွေးကူးတာကိုလုပ်နေခဲ့ပြီးတော့ဝစ်စတီကုန်းက Lewis ရဲ့အိမ်မက်နဲ့စိတ်ကူးတွေကဘေးဒီကွက်တွေလိုမျိုးဖြစ်နေခဲ့ပြီးစိတ်ကူးရည်ဆိုပေမဲ့ Lewis ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုရောင်းမြန်ဟတ်တာတွေလည်းရှိကြောင်းပြောလိုက်ပါတယ်။ Lewis ကတော့ရောင်းမြန်ဟတ်တယ်ဆိုတာမှန်မှန်ကန်ကြောင်းနဲ့သူမရဲ့အိမ်မက်ထဲမှာကဘာကြီးမီးလောင်တာကိုထိုင်ကြည့်နေခဲ့ပြီးကဘာကြီးရဲ့အဆုံးသက်ကိုထိုင်ကြည့်နေကြကြောင်းမီးတွေဟာလည်းဘယ်ရဘလို့ရောက်လာခဲ့မှမသိကြောင်းပြောလိုက်ပြီးတော့သူမရဲ့ဖေဟာအိမ်မက်ထဲမှာတော့စီဆိုင်ဝန်ထမ်းဖြစ်ပြီးအခက်အခဲတွေကိုဘယ်လိုမျိုးဖျက်ကျော်ရမယ်ဆိုတဲ့သင်ခန်းစာတွေကိုပေးခဲ့ကြောင်းနဲ့သူမရဲ့ဖေကိုလွမ်းကြောင်းသူမရဲ့အဖေကြောင့်သာဒီနေ့လိုဘဝအခြေအနေထိတိုးတက်လာခဲ့ရတာဖြစ်ကြောင်း Lewis ကပြောလိုက်ပါတယ်။ Lewis ရဲ့အဖေကတဲကန်နာတွေကမျိုးငယ်လေးတစ်ခုမှရဲဝင်နဲ့လှုပ်ခဲ့ဘူးကြောင်းပြောလိုက်တဲ့အခါမှာဝစ်စတီကုန်းကအဖေဖြစ်သူက Lewis ကိုအိမ်မက်ထဲမှာကူညီလိုက်တာလို့ထင်တာလားဆိုပြီးတော့မေးလိုက်ပါတယ်။ Lewis ကခေါင်းညှိလိုက်တဲ့အခါမှာဝစ်စတီကုန်းကအိမ်မက်ထဲကလူသက်မှုတွေအကြောင်းဆက်ပြောဖို့ပြောလိုက်ပြီးတော့အိမ်မက်တည်းရဲ့ကိုမအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လေးလာနေတဲ့သူတေသနာပြုနေတဲ့သူ့ရဲ့လုံးပေါ်ကိုင်မက်ဒေါက်တာတယောက်ကိုခေါ်လို့ရမလားဆိုပြီးတော့ Lewis ကိုမေးလိုက်ပါတယ်။အဲ့ဒါပြင်ဝစ်စတီကုန်းက neutron နဲ့ proton တွေအကြောင်းရှောက်ပြောလိုက်ပြီးသူ့ရဲ့ဘော်ဒါဟာလူတော်ဖြစ်ကြောင်းပြောလိုက်ပေမဲ့ Lewis ကတော့ဆက်လိုက်တော့ဖို့လိုချောင်းသာပြောလိုက်ပြီးတော့ဆက်လိုက်ထိုင်တော့နေလိုက်ပါတယ်။အဲဒီနောက်မှာတော့ဝစ်စတီကုန်းရဲ့ဘော်ဒါနာမည်ကိုမေးလိုက်ပြီးတော့ခေါ်ခဲ့ဖို့ပြောလိုက်တာကြောင့်မလို့ဝစ်စတီကုန်းကလည်းသူငယ်ချင်းဒေါက်တာမီတန်ကိုခေါ်လာခဲ့ပါတယ်။ဒေါက်တာမီတန်ဟာစတီဗင်ဟော့ဖ်ကင်းလိုမျိုးစကားမပြောနိုင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ဆက်နဲ့စကားပြောနေရသူဖြစ်ပါတယ်။ Lewis ကိုတွေ့တဲ့အခါမှာ Lewis ရဲ့အိမ်မက်ထဲကလူသက်မှုတွေကအယမ်းအောင်မှထူးကြတဲ့အကြောင်းအပြင်မှာလည်း Lewis ဖြေရှင်းခဲ့ဖို့တဲ့အမှုတွေနဲ့တူညီတာတစ်ခုမှမရှိတဲ့အကြောင်းအဲ့ဒါဘာလို့ထင်လဲဆိုပြီးတော့ပြောလိုက်ပါတယ်။ Lewis ကတော့အပြင်အမှုတွေနဲ့လုံးဝမတူတာကတော့နိုးညစ်ဆက်ပဲဖြစ်ကြောင်းပြောလိုက်ပြီးတော့အမျိုးသမီးတွေကိုနိုးညစ်ဆက်နဲ့ချိန်ထားခဲ့တာဖြစ်ပြီးအဲ့ဒီအိမ်မက်ဟာသူ့ရဲ့မသိစိတ်ထဲကမိန်းမတွေအနေနဲ့သူတို့ရဲ့ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုဆုံးရှုံးလာတာကြောင့်ဖြစ်မယ်ထင်ကြောင်းမျိုးပါဖို့အတွက်ဖိအားပေးခံရတာဖြစ်ကြောင်းပြောလိုက်ပြီးတော့အပြင်လောကမှာအဲ့လိုအမှုမျိုးမလုပ်ဘူးပေမဲ့ဒီလောကကြီးထဲမှာဒီလိုမျိုးဖိအားပေးခံရတာတွေကအမျိုးသမီးတွေအတွက်မမျှတမှုဖြစ်တာကိုစိတ်မကောင်းတာတော့အမှန်ပဲဖြစ်ကြောင်းပြောလိုက်ပါတယ်။သူမကကိုဗစ်ဖြစ်ပြီးတဲ့နောက်မှာကိုမာရခဲ့တာဖြစ်ပြီးတော့မေစီနဲ့သူမကမျိုးတော်ခမ်းမှာအမျိုးသမီးအခွင့်အရေးအတွက်ချီတက်ဆန္ဒပြရလုပ်ခဲ့ကြသေးကြောင်းပြောလိုက်တဲ့အခါမှာဒေါက်တာမီတန်ကအမျိုးသမီးအခွင့်အရေးဆိုတာက Lewis အတွက်တော့အရန်ကြီးရဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့ဒီအတွက်တေဖို့တော်မှဝင်မလေးတဲ့အကြောင်းပြောလိုက်တဲ့အခါမှာ Lewis ကဒီကိစ္စကိုလှုပ်ဆောင်တာနဲ့ပတ်သက်ပြီးတော့တေမလို့တော်မှဖြစ်ခဲ့ကြောင်းပြောလိုက်ပါတယ်။အပြင်လောကမှာမကင်တွေဘူးပေမဲ့အိမ်မက်ထဲမှာကင်တွေနေခဲ့ရတဲ့နောက်ထပ်အမှုကတော့မူရစ်စီဝါကိစ္စဖြစ်တဲ့ကြောင်း Lewis ကအိမ်မက်ထဲမှာဖြစ်ပျက်ခဲ့တာတွေကိုအသေးစိတ်ပြန်ပြောနိုင်ကြောင်းနေရန်ပေါ်ကမှတ်မိဖို့မလွယ်တဲ့စကားလုံးတွေနဲ့ဘာသာစကားတွေကိုတော့မှမှတ်မိနေကြောင်းပြောလိုက်ပါတယ်။နောက်ထပ်တစ်မှုဖြစ်တဲ့ဘန်းဆိုင်မိသားစုအကြောင်းကိုဒေါက်တာမီတန်မေးလိုက်တဲ့အခါမှာတော့ Lewis ကအဲ့ဒီအမှုအကြောင်းကိုမပြောချင်ကြောင်းညှင်းဆန်နေခဲ့တဲ့အတွက်ဒေါက်တာမီတန်ကအိမ်မက်ထဲမှာ Lewis လိုက်ခဲ့ဘူးတဲ့အမှုတွေရဲ့အထွတ်ထိပ်အမှုတစ်ခုဖြစ်တာအကြောင်းမလို့အပြင်လောကမှာကြုံဆုံရတဲ့အရာတွေနဲ့ဆက်ဆက်အဓိပ္ပာယ်ဖော်နိုင်ဖို့အတွက်ပြောဖို့လိုအပ်ကြောင်းတွန်းအားပေးလိုက်ပါတယ်။ဒါကြောင့်မလို့ Lewis ကဘန်းဆိုင်မိသားစုအကြောင်းကိုဒေါက်တာမီတန်ကိုပြောပြဖို့အတွက်စကားဆလိုက်ပေမဲ့ဒေါက်တာဝစ်စတီကုန်းကိုတစ်ခါပြောပြဘူးတာကြောင့်မလို့အဖြစ်အပျက်တွေဖြစ်တဲ့မိုးလင်းငံဒီသူအိပ်ပျော်နေတုန်းဖုန်းဝင်လာတဲ့အကြောင်း
အမှုဖြစ်တာကိုသိတာကြောင့်မလို့ကားနဲ့ထွက်လာခဲ့ပြီးအခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့အခါမှာတော့လုံပေါ်ကိုင်မက်တွေကမျက်နှာပြတ်နေတဲ့အကြောင်းအထဲကိုဝင်လိုက်တဲ့အခါမှာတော့လူရဲ့ကလေးစားတွေသွေးရည်ဦးရည်နဲ့တခြားစိတ်ပိုင်းတွေကိုစိတ်ဆအမှုပညာရှင်လက်ရာတစ်ခုလိုမျိုးအဲကမ်းမှာချိန်ဆွဲထားပြီးတော့မိဖို့ကိုင်းတွေကိုဝင်လိုက်တဲ့အခါမှာတော့အသားတွေကိုချက်ပြုတ်ထားတာကိုတွေ့လိုက်ရတဲ့အကြောင်းလူးဝစ်ကဒေါက်တာမီတန်ကိုပြောပြလိုက်ပြီးဒေါက်တာမီတန်ကဒီဖြစ်စဉ်ရဲ့အစကိုဘယ်ကနေရခဲ့ရလဲဆိုပြီးတော့မေးလိုက်ပါတယ်လူးဝစ်ကတော့သူမသိတဲ့အကြောင်းဒီဖြစ်စဉ်ဟာသူ့အထဲမှာရှိနေခဲ့တဲ့ဟာလိုမျိုးဖြစ်မဲ့ထင်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာဒေါက်တာမီတန်ကဒီဖြစ်စဉ်ကလူးဝစ်ရဲ့စိတ်တန်ရာနဲ့ဆိုင်ပြီးတော့တချို့ຢာတွေကိုမေးထားလိုက်တာကောင်းပေမဲ့တချို့အိမ်မက်ဆိုးတွေကတော့ရင်ဆိုင်သင့်ကြောင်းပြောလိုက်ပြီးတော့လူးဝစ်အနေနဲ့ဒီဘန်းဆိုင်မိသားစုဖြစ်စဉ်ကတော့အနာဂတ်ကိုကြိုမြင်ခဲ့တာဖြစ်လိမ့်မယ်ထင်ကြောင်းပြောပြလိုက်ပါတယ်ဒေါက်တာမီတန်ပြောနေတဲ့စကားတွေကိုဝစ်စတီကုန်းကကြားဖြတ်ထားလိုက်ပြီးတော့သူအနေနဲ့ပြောချင်တာတစ်ခုရှိကြောင်းသူဟာတခါတုန်းကနယူးယောက်ကစာနာမှုဆိုင်ရာဟောပြောပွဲတစ်ခုကိုသွားခဲ့တဲ့အကြောင်းအဲ့ဒီဟောပြောပွဲမှာပြောတာကတော့လူတွေကအရင်တုန်းကထက်စာနာမှုနည်းပါးလာပြီဆိုတာကိုသက်သေပြခဲ့တဲ့အကြောင်းစာနာမှုဆိုတဲ့အရာဟာလူစိတ်လူမနှောကနေပေါက်ဖွာလာတာဖြစ်ပေမဲ့နူးညံ့မနေဘဲနဲ့မာကျောနေခဲ့တဲ့အကြောင်းဒါဟာဘာကြောင့်လဲဆိုတော့မီဒီယာနဲ့ဂျာကန်ဆက်သွယ်မှုနည်းပညာတွေကြောင့်လူသားအချင်းချင်းအပြန်အလှန်ဆက်သွယ်မှုနည်းပါးလာပြီးနည်းပညာနဲ့ဆက်ဆံရေးပိုများလာတာကြောင့်ဖြစ်ကြောင်းအုံနောက်တဲကနျူထွန်တွေပြောင်းလဲလာခဲ့ပြီးတော့လူသားရဲ့မျိုးစိတ်တစ်ခုပြောင်းလဲလာတာဖြစ်မဲ့ထင်းတဲ့အကြောင်းစတွေကိုဟောပြောခဲ့တာဖြစ်ကြောင်းဝစ်စတီကုန်းကပြောလိုက်ပါတယ်ဒေါက်တာမီတန်ကတော့လူးဝစ်ကကိုမကြိုက်တဲ့သူကိုနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ခဲ့ပြီးတော့ရှေ့ဖြစ်ဟောမိုးဆက်လိုမျိုး prophet တယောက်ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာလူးဝစ်ကဒေါက်တာမီတန်ရဲ့စကားလုံးအသုံးအနှုန်းကိုသဘောကျသွားခဲ့ပြီးတော့ချီးကျူးလိုက်ပါတယ်အဲနောက်မှာတော့ဝစ်စတီကုန်းကလူးဝစ်နဲ့ဆွေးနွေးတာတွေလုပ်ခဲ့ပြီးကျမ်းမာရေးလေးကောင်းကအလုပ်လည်းမရှိတော့အကြောင်းမလို့ဘာဆက်လုပ်မလဲဆိုပြီးမေးလိုက်တဲ့အခါမှာလူးဝစ်ကသူမရဲ့ငကိုပုံစံဖြစ်တဲ့ပျော်ပျော်နေပြီးတော့ချစ်တတ်တဲ့ဘဝကိုပြန်ရကျင်တာဖြစ်ပြီးတော့ဒီကနေထွက်သွားတော့မှဖြစ်ကြောင်းပြောလိုက်တာကြောင့်မလို့အဆက်အသွယ်မပြတ်ဖို့အတွက်ပြောလိုက်ပါတယ်လူးဝစ်တို့တွေးဆုံစကားပြောနေတဲ့အချိန်မှာတော့ရဲမှုမီဂန်ဟာအမှုတစ်ခုကိုလိုက်နေခဲ့တာဖြစ်ပြီးတော့အမှုကတော့လူးဝစ်အိမ်မက်ထဲကအမှုနဲ့ခက်ဆင်ဆင်အမှုတစ်ခုပဲဖြစ်နေခဲ့ပါတယ်လူးဝစ်ကဒေါက်တာဝစ်စတီကုန်းဒေါက်တာမီတန်တို့နဲ့တွေးဆုံခဲ့ပြီးတဲ့နောက်မှာတော့အိမ်ကိုပြန်လာခဲ့ပြီးတော့အိမ်ဝါကနေမေစီကိုလမ်းခေါ်လိုက်ပါတယ်အိမ်နဲ့ဝင်လာတဲ့ခါမှာတော့ရက်ကသူ့ရဲ့အိမ်ကိုရောက်နေခဲ့ပြီးတော့မေစီရောက်လိုက်တတိနဲ့အပြင်ကိုရှောင်ထွက်သွားခဲ့ပါတော့တယ်ရက်ကယာတီဦးနဲ့အပင်တွေအကြောင်းကိုမစီမဆိုင်စကားဆလိုက်ပြီးတော့ကြောင်ချိုဟာသားဟောင်းကိုကြားဘူးလားဆိုပြီးတော့လူးဝစ်ကိုမေးလိုက်ကကိုယ်လက်ခံရင်းနဲ့ကလပ်ဘယ်ကလပ်ကိုမှမပတ်သက်ချင်ကြောင်းပြောလိုက်ပါတယ်လူးဝစ်ကတော့အေးစစ်စစ်စပီးသီးတွေကိုယူစားနေလိုက်ပြီးတော့ရက်ကတော့သူမဟာမာရှယ်ကိုဒီလိုပုံစံမျိုးနဲ့မလိုချင်ကြောင်းဒါဟာမတရားတစ်ခုဖြစ်ကြောင်းမာရှယ်ဟာလူးဝစ်ယောက်ျားဖြစ်နေချိန်တုန်းကဆိုရင်ရက်တွေနဲ့အချိန်ပိုင်းလောက်သာပိုင်ဆိုင်ရတာဖြစ်တာကြောင့်မလို့ကိုပိုင်အချိန်တွေအယမ်းများခဲ့တဲ့အကြောင်းကိုပိုင်အချိန်တွေမှာကိုလုံးချင်တာကိုလုံးနိုင်ပြီးတော့မာရှယ်ကတော့တပတ်တစ်ခါလောက်သာတွေးဆုံခဲ့ပြီးအတူတူရုပ်ရှင်ကြည့်လိုက်မာတီနီတောက်လိုက်လုံနေရတာကိုသဘောကျကြောင်းမြန်မာစကားနဲ့ပြောရမယ်ဆိုရင်တော့ရက်ကသူများယောက်ျားနဲ့ခိုးစားရတာကိုသဘောကျကြောင်းဒါမဲ့လည်းတကယ်မှာမာရှယ်ကိုအပိုင်ရလိုက်တဲ့အခါမှာတော့တဏီကုံသူ့မျက်နှာကြီးကိုတွေးနေရအကြောင်းမလို့အဆင်မပြေတော့တဲ့အကြောင်းလူးဝစ်ကိုရင်းဖွင့်ပါတော့တယ်လူးဝစ်ကတော့အားလုံးကိုအနိုင်ရထားတဲ့သူတယောက်ရဲ့ပုံစံမျိုးနဲ့အေးဆေးတည်ငြိမ်နေပြီးတော့မာရှယ်တို့အရွယ်ယောက်ျားတွေကအဲ့လိုပဲဖြစ်ကြောင်းအရင်ကွာအမွှေးရကျွတ်တဲ့အထိအတူရှိနေမှာဖြစ်တဲ့အကြောင်းပြောလိုက်ပြီးတော့သူ့အနေနဲ့ရက်ကမာရှယ်ကိုချစ်တာထင်ကြောင်းရက်ကတော့မာရှယ်ကညီးငွေ့စရာလူသားဖြစ်လာအကြောင်းပြောလိုက်ပြီးတော့ထွက်သွားတော့မဲ့ပုံစံပြောဘူးတဲ့လူးဝစ်ကိုဘယ်ကိုထွက်သွားမှလဲဆိုပြီးတော့မေးလိုက်တာအကြောင်းမလို့လူးဝစ်ကတာဘွန်စပရင်းဖြစ်ကြောင်းပြောလိုက်ပါတယ်ရက်ကတာဘွန်စပရင်းကိုအွန်လိုင်းကနေရှာကြည့်လိုက်ဘူးပြီးတော့တာဘွန်မာကဗစ်တိုးရီးယားစတိုင်ဘန်ဂလိုလေးနဲ့ဖြစ်တာကြောင့်မလို့သူဟာအရန်လိုချင်တဲ့ဘဝဖြစ်ပြီးတော့ကမ်းခြေမှာလမ်းလျှောက်ကပူနွေးတဲ့ပင်လယ်ကွေးရရေထဲကိုဆင်းပြီးတော့တယောက်တည်းဘသူတန်မှမကြရပဲအေးစစ်စစ်နေကြကြောင်းမိန်းမတွေကဘာကြောင့်များယောက်ျားတွေကိုလိုချင်ကြရလဲဆိုပြီးတော့သူ့ဘာသာမိကုန်းထုတ်လိုက်ပါတယ်ရက်ရဲ့စိတ်ပြက်စရာစကားတွေနဲ့အခြေအနေတွေကိုနားထောင်ပြီးလိုက်တဲ့အခါမှာတော့လူးဝစ်ကရက်ကိုမာရှယ်နဲ့လမ်းခွဲလိုက်ဖို့အကြံပေးလိုက်ပြီးကိုယ့်ကိုလာကတ်နေရာတွေကိုခွာထုတ်လိုက်ဖို့နဲ့ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုကိုယ်တိုင်ရှာဖို့အရန်ထီးကျန်လာခဲ့ရင်ခွေးလေးတစ်ကောင်မွေးဖို့ဒါမှမဟုတ်ခွေးမဟုတ်လည်းပဲကြက်တူရေးတစ်ကောင်မွေးဖို့အတွက်အကြံပေးလိုက်တာကြောင့်မလို့ရက်ကလည်းသဘောကျသွားခဲ့ပြီးတော့သူ့ရဲ့အိတ်ကိုကောက်ယူလိုက်ကပြန်ထားဖို့လုပ်လိုက်ပြီးတော့လူးဝစ်ရောက်တဲ့နေရာကနေပို့စကတ်တွေပို့ဖို့မှားလိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်အဲဒီညမှာပဲလူးဝစ်ကသူ့ရဲ့အိမ်မှာအိပ်ပျော်နေခဲ့ပြီးဖုန်းဟာရုတ်တရက်မြည်လာခဲ့ကဖုန်းဆက်လာတဲ့သူကတော့ရဲမှုမီကန်ဖြစ်ပြီးတော့လူးဝစ်ကိုအရေးတကြီးလိုအပ်နေကြောင်းပြောတာကြောင့်မလို့လူးဝစ်ကဘာလို့ချင်းနေရလဲလို့မီကန်ကိုမေးလိုက်ပါတယ်မီကန်ကတော့လောလောဆယ်အနေနဲ့လူးဝစ်ကသူ့ကိုမုန်းနေမယ်ဆိုတာသိပေမဲ့မိသားစုလိုက်တက်ခံရတဲ့ကိစ္စကြီးဖြစ်နေပြီးတော့သူလည်းပဲတနေ့လုံးအခင်းဖြစ်တဲ့နေရာမှာနေမဲ့ကုန်နေသလိုမီဒီယာတွေကလည်းတီးကုန်ကြပြီဖြစ်တာကြောင့်မလို့လာခဲ့ဖို့အတွက်ပြောလိုက်ပါတယ်လူးဝစ်ကလိပ်စာကိုမေးလိုက်ပြီးတော့မီကန်တို့ရှိနေတဲ့အခင်းဖြစ်တဲ့နေရာကိုသွားလိုက်ကအသက်ခံထားတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အိမ်မက်ထဲကအတိုင်းတပုံစံနဲ့ဗန်းဆိုင်မိသားစုကအသက်ခံထားတာကိုတွေ့လိုက်ရပါတယ်နောက်တစ်နေ့မနေ့စောစောမှလည်းအိပ်ပျော်နေတဲ့လူးဝစ်စီကိုမီကန်ကဖုန်းဆက်လိုက်တာကြောင့်မလို့လူးဝစ်ကအမှုကိစ္စရင်းနဲ့သူမဟာမဆိုင်တော့တဲ့အကြောင်းကိုပြဿနာကိုကိုယ်တိုင်ဖြေရှင်းဖို့လိုတဲ့အကြောင်းပြောလိုက်ပြီးတော့မီကန်ကတော့မိဖို့ကန်တွေကအရာတွေကိုတက်ခွဲကစစ်ဆေးပြီးဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာလူးဝစ်ကဆာလာဖာလာဆိုပြီးတော့မေးလိုက်ပါတယ်မီကန်ကတော့ဖုန်းထဲကနေမပြောချင်တာကြောင့်မလို့သူတဲနေတဲ့နေရာကိုလာခဲ့ဖို့ပြောလိုက်တာကြောင့်မလို့လူးဝစ်ကလေမီကန်တဲခုံနေတဲ့တဲခုကန်တွေကိုလိုက်သွားခဲ့ပါတယ်မီကန်သူ့စီကိုရောက်လာခဲ့တဲ့လူးဝစ်ကိုပလင်းလေးတစ်လုံးပေးလိုက်တဲ့အခါမှာတော့လူးဝစ်ကပလင်းလေးကိုယူလိုက်ပြီးတော့
တယောက်ကတော့သူစေးမှတ်တမ်းကိုဖတ်လိုက်မိပြီဖြစ်ကြောင်းပြောတာကြောင့်မလို့မီဂန်လည်းအံ့ဩသွားခဲ့ပါတယ်လူးဝစ်ကသူ့ရဲ့အိမ်မက်တွေကိုမှတ်တမ်းရေးထားတဲ့ဟာကိုတယောက်ကဖတ်လိုက်ပြီးတော့အဲ့ဒီအိမ်မက်ထဲကအတိုင်းအပြင်မှာလိုက်ပြီးတော့ဖန်တီးနေတာကပြစ်မှုကျူးလွန်နေရဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာမီဂန်ကလူးဝစ်ရဲ့ကိုမာဖြစ်စဉ်ကလေးကမိသားစုလိုက်ဆိုးဆိုးဝါးအသက်ခံခဲ့ရတဲ့ဖြစ်စဉ်ကိုပြောရလားဆိုပြီးတော့မေးလိုက်ပါတယ်လူးဝစ်ကတော့ဟုတ်ကြောင်းပြန်ပြောလိုက်ပြီးတော့မီဂန်ရဲ့ဘာကြောင့်ဒီလိုတွေလိုက်လို့ရလဲဆိုပြီးတော့မေးလာကြောင်းမလို့လူးဝစ်ကသူ့အနေနဲ့အိမ်မက်ထဲကဖြစ်ပျက်နေရတွေကိုဒီလောကတွေကိုခေါ်လာမိရလားဆိုပြီးတော့တယောက်တည်းပြောလိုက်တယ်လို့သူဖြစ်ပျက်ခဲ့ရတွေကတခြားလောကကဖြစ်ပြီးအခုဖြစ်ပျက်နေတဲ့ဒီဘက်လောကနဲ့ဘာမှမဆိုင်ကြောင်းသူ့အနေနဲ့တခြားလောကမကောင်းဆိုးဝါးကိုဒီဘက်ကိုခေါ်လာမိရလားဆိုပြီးတော့တယောက်တည်းပြောလိုက်တယ်လို့ပုံစံနဲ့မီဂန်ကိုပြောပြနေခဲ့ပါတယ်လူးဝစ်ရဲ့ဟိုဘက်ကဘာနဲ့ဒီဘက်ကဘာအကူပြောင်းကိစ္စတွေကိုမီဂန်ကနားမလည်ကြမလို့လူးဝစ်ကသူ့ကိုယ်သူကိုမာရင်းမှာပဲရှိနေသေးရလားဒါမှမဟုတ်လက်တွေ့တကယ်ဘဝရင်းမှာလားဆိုတာကိုသိချင်တာကြောင့်မလို့ဒါတခြားအောင်ယူကမီဂန်ကိုသူ့လက်ကိုလှီးစေလိုက်ပါတယ်မီဂန်ကလူးဝစ်လုံနေရတယ်ကိုနားမလည်ကြမလို့ဘာတွေလုံနေရလဲဆိုပြီးတော့မေးလိုက်တာကြောင့်သူ့လက်ကိုဓာတ်နဲ့လှီးလိုက်တဲ့အခါမှာသွေးထွက်လာပြီးတော့နာကျင်ပဲဆိုရင်ဒါဟာကိုမာရင်းမှာမဟုတ်ဘဲနဲ့အပြင်မှာတကယ်ရောက်နေပြီးတကယ်ရှင်သန်နေရဖြစ်ကြောင်းပြောလိုက်ပါတယ်မီဂန်တွန်းဆုံနေရကြောင်းမလို့လူးဝစ်ကတေးသေးလေးပဲဖြစ်ဖြစ်လှီးလိုက်ဖို့ပြောတာကြောင့်မလို့မီဂန်ဟာလူးဝစ်ရဲ့လက်မောင်းကိုဓာတ်နဲ့လှီးလိုက်တဲ့အခါမှာတော့သွေးစီးထွက်လာခဲ့ပါတယ်လူးဝစ်ကလည်းသူ့ကိုယ်သူဝေခွဲမရဖြစ်သွားခဲ့ပြီးတော့တန့်စင်ခန်းတွေကိုသွားကလက်ကဒဏ်ရာကိုစီးကြောတန့်စင်နဲ့ဟိုဒီစဉ်းစားနေခဲ့ပါတယ်အခန်းထဲမှာကြံခဲ့တဲ့မီဂန်ကတော့လိုက်ကားတွေကိုဖွင့်လိုက်ပြီးတော့အပြင်ဘက်ကိုကြည့်နေလိုက်ကသူဖွင့်ထားတဲ့ TV အစီအစဉ်ကတော့တော်မီလောင်နေတဲ့အကြောင်းကိုတင်ဆက်နေခဲ့ပြီးတော်မီကဧက90လောက်ထိပြန့်နှံ့နေတဲ့အကြောင်းကိုပါပြောနေခဲ့ပါတယ်အမှမီဂန်တယောက်အတွေးပေါင်းများစွာနဲ့အခန်းထဲကဂရင်းမှာထိုင်နေတော့အခန်းထဲကိုဖွင့်လိုက်ကဝင်လာတဲ့သူကတော့ Justin ပဲဖြစ်ပြီးတော့ Justin ကအခန်းထဲကိုရောက်တာနဲ့မီဂန်ကိုဆဲဆူလိုက်ပြီးတော့ပေါက်ကိုရိုက်ချလိုက်တာကြောင့်မလို့မီဂန်လည်းပဲလဲကျသွားပါတော့တယ်အမှလဲကျနေတဲ့မီဂန်ကို Justin ကခြေထောက်နဲ့လှိမ့်ကန်လိုက်ပြီးတော့သူကိုယ်တိုင်စာပို့ထားတာကြောင့်မလို့ဒေါသထွက်ကပါးရီနားရီရိုက်ပါတော့တယ်အခန်းထဲကစူညံတန်နေကြောင့်မလို့လူးဝစ်ကတန်းစင်ခန်းထဲကနေတနက်ကိုထုတ်ယူလိုက်ကအပြင်ထွက်လာခဲ့ပြီးတော့အခန်းထဲကဂရင်းပေါ်မှာမီဂန်ကိုလဲပင်းညစ်ကတက်ပစ်ဖို့လုပ်နေတဲ့ Justin ကိုတွေ့ရကြောင်းမလို့တနက်နဲ့ချိန်ပြီးတော့ရပ်ဖို့တက်ပြောလိုက်ပါတယ် Justin ကလည်းလူးဝစ်ကတနက်နဲ့ချိန်ထားကြောင်းမလို့မီဂန်ကိုလဲပင်းဖြစ်နေရာကနေရက်လိုက်ပြီးတော့လူးဝစ်ကိုကြည့်လိုက်ကလက်မြောက်လိုက်ပြီးတော့မီဂန်နဲ့လူးဝစ်တို့နှစ်ယောက်ကြိုက်နေတာကြောင့်သာသူ့ကိုမီဂန်ကတိုင်တော်ထားဖြစ်မယ်ထင်ကြောင်းမီဂန်ကိုပြောလိုက်ပြီးတော့လူးဝစ်ကိုလည်းပဲယူနေတဲ့တယောက်လားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့တော့လူးဝစ်နဲ့မီဂန်ကိုကြိုက်နေရဆိုပြီးတော့ဆွဆွဲလိုက်ကလူးဝစ်ကကိုမာဖြစ်နေတာမဟုတ်ဘဲနဲ့တောက်လျှောက်နိုးနေကြတာလားဖြစ်ကြောင်းစပြီးတော့ရှောက်ပြောလာတာကြောင့်မလို့လူးဝစ်ကမီဂန်ကိုဒီတယောက်ကဘာလဲဆိုပြီးတော့ပြောလိုက်ပါတယ်မီဂန်တော့ Justin ဟာစိတ်ထင်နေပုံမှန်မဟုတ်တဲ့သူတယောက်ဖြစ်တာကြောင့်မလို့မပြစ်လိုက်ဖို့ပြောပေမဲ့ Justin ဟာလူးဝစ်တယောက်အိမ်မက်ထဲမှာပဲရှိတဲ့အကြောင်းတောက်လျှောက်ပြောနေခဲ့ပြီးသူ့ကိုတက်လို့မရကြောင်းပြောလိုက်တာကြောင့်မလို့လူးဝစ်ကလည်းလောင်းမလားဆိုပြီးတော့မေးလိုက်ကပါဇက်တဲ့ကိုတနက်ပြောင်းထဲလိုက်ပြီးတော့ထုတ်လိုက်ပါတော့တယ်အဲနောက်ဆုံးမှတော့လေကြောက်ကတေဆုံးနေပြီဖြစ်တဲ့ Justin ကိုကြည့်ကလောင်းမလားဆိုပြီးတော့អော်လိုက်တဲ့အချိန်မှာပဲ Season 1 Episode 9လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါဒီဘက်မှာတော့မီဂန်ကိုရန်ပြုတ်ကအနိုင်ကျင့်နှိပ်စက်နေခဲ့တဲ့ Justin ရဲ့ပါဇက်ထဲကိုတနက်ပြောင်းထဲကခလုတ်ဖြုတ်ပြီးတော့အခါမှာတော့လူးဝစ်ကကားတွေကိုပြန်လာခဲ့ပြီးတော့ကားမောင်းကအိမ်ပြန်လာခဲ့တဲ့အခန်းကနေစတင်ပေးထားပြီးတော့အိမ်ကိုရောက်ပြီးတော့အိမ်တကားကိုဖွင့်လိုက်တဲ့အခါမှာတော့တရှင်းတန်ခတ်တဲ့ကအိမ်ထဲကနေပြီးတော့သူ့ကိုစီးကြိုနေခဲ့ပြီးအိမ်ထဲမှာတော့ဖျောင်းနိုင်မီတွေကိုထုံးကဗော်ဂါကိုတောက်နေခဲ့တဲ့မာရှယ်ကိုတွေးလိုက်တာကြောင့်မလို့ရှင်ဒီမှာဘာလုပ်နေရလဲဆိုပြီးတော့လူးဝစ်ကမေးလိုက်ပါတယ်မာရှယ်ကတော့လူးဝစ်ရဲ့အမေးစကားကိုဘာမှပြန်မပြောဘဲနဲ့ကျေးဇူးပြုပြီးတော့ထိုင်ပါဆိုပြီးတော့ပြောလိုက်တယ်လို့မိဖို့ကန်တွေကရက်ကိုလည်းပဲအပြင်ကိုထွက်လာခိုင်းပြီးတော့ထိုင်ဖို့ပြောလိုက်ပါတယ်မာရှယ်ကဇပွဲဝိုင်းမှာဝင်ထိုင်ဖို့ပြောလိုက်တာကြောင့်မလို့လူးဝစ်လည်းပဲဝင်ထိုင်လိုက်ရပါတယ်မာရှယ်ကဗော်ဂါတွေကိုစပစ်သေးသေးထည့်လိုက်မယ်ဆိုရင်သူတို့တွေမှားခဲ့တာတွေအများကြီးလုပ်ခဲ့ပြီးတော့ကံကောင်းမှုတွေတန်ဖို့မသိခဲ့သလိုနေမိခဲ့တယ်ဆိုတာကိုဝန်ခံကြောင်းပြောလိုက်ပြီးတော့ဥပမာအနေနဲ့လူးဝစ်ပြန်လဲရှင်လာခဲ့ပြီးတော့အဲ့ဒီရှင်သန်မှုကလူးဝစ်နဲ့ထိုက်တန်တယ်လို့မျိုးဖြစ်ကြောင်းထပ်ဖြည့်ကပြောလိုက်ပါတယ်။နောက်လေတဲ့လူးဝစ်ကတော့ထပ်ပြီးတော့ရှင်းပြဖို့ပြောလိုက်တဲ့အခါမှာတော့မာရှယ်ကသူတို့ရဲ့သမီးဖြစ်သူမဲရစ်ကလည်းပျော်ရွှင်ခွင့်ရှိကြောင်းမဲရစ်ကသူတို့အားလုံးကိုလိုအပ်နေမှာပဲဖြစ်ကြောင်းဒါကြောင့်မလို့လူးဝစ်ရက်နဲ့သူတို့၃ယောက်စလုံးကတိမ်ထဲမှာအတူတူနေကြမယ်ကြောင်းမာရှယ်ကသူ့ရဲ့1မိုင်လူဇလန်ကိုပြောလိုက်တဲ့အခါမှာတော့လူးဝစ်ကမာရှယ်တယောက်ယူနေပြီဆိုတဲ့စကားနဲ့မာရှယ်ကိုကောင်းကြီးပေးလိုက်ပါတယ်လူးဝစ်လည်းလက်လောအခြေအနေတွေကိုလက်မခံနိုင်သေးဘဲနဲ့သူ့ကိုယ်သူကိုမာရင်းမှာပဲရှိနေသေးရလားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်ဒါမဲ့လူးဝစ်ကစိတ်ကိုစူးစီးလိုက်ပြီးတော့လက်ရှိအခြေအနေကိုရင်ဆိုင်လိုက်ကမာရှယ်ဘက်ကိုလှည့်လိုက်ပြီးတော့မာရှယ်ကသူ့ကိုတစ်ချိန်လုံးစိတ်ဒုက္ခပေးခဲ့တာဖြစ်တယ်လို့သူ့အနေနဲ့ကွာရှင်းတဲ့ကိစ္စတွေပြီးရင်လည်းဘိုးကအေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတော့မှာဖြစ်တဲ့အကြောင်းသူမရဲ့အနာဂတ်ကာလမှာမာရှယ်ကိုချစ်လဲမချစ်မုန်းလဲမမုန်းတော့ဘဲနဲ့ငင်းငင်းချမ်းချမ်းနေသွားချင်တာဖြစ်ကြောင်းပြောလိုက်ပါတယ်မာရှယ်ကလက်မလျှော့သေးဘဲနဲ့ရက်တားနေတဲ့ဂျားတွေကနေပြီးတော့လူးဝစ်နဲ့ရက်နှစ်ယောက်လုံးကိုသူ့လိုအပ်တာကြောင့်မလို့သူ့ရဲ့1မိုင်လူဇလန်လေးကိုလက်ခံပြီးဖို့ပြောခဲ့သေးပေမဲ့လူးဝစ်ကတော့ကိုလိုခဲ့ရတဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိရမယ်လို့ပြောလိုက်ပြီးတော့မာရှယ်တို့ကိုအိမ်ထဲကနေပြီးတော့နှင်ထုတ်လိုက်ပါတော့တယ်အိမ်ပြန်လမ်းမှာတော့ရက်ကအကြီးကျယ်ပေါက်ကွဲနေပါတော့တယ်ရက်ကမာရှယ်နေနဲ့လူးဝစ်ကိုသွားတွေ့ပြီးတော့စီးရုံမယ်ဆိုတဲ့အကြံကိုမကန့်ကွက်ခဲ့တာဟာလူးဝစ်ကငြင်းမယ်ဆိုတာတေချာပေါက်သိလို့သာဖြစ်ပြီးတော့မာရှယ်တယောက်လူးဝစ်ရှိမှဘယ်လိုမျိုးအချက်ကွဲမလဲဆိုတာကိုမျက်မြင်သိချင်တာကြောင့်မလို့သဘောတူခဲ့ရတာဖြစ်ကြောင်းပြောလိုက်ပြီးတော့သူမကကလပ်ကိုပြန်သွားရမှာဖြစ်ကြောင်းပြောလိုက်ပြီးအိမ်ရှိကိုအရောက်မှာတော့ကားကိုရက်လိုက်ကမာရှယ်ကိုဆင်းခိုင်းလိုက်ပါတယ်
မာရှေဟာကားပြင်ရောက်နေတဲ့ခါမှာတော့ကားပတင်းပေါက်ကနေခေါင်းတိုးဝင်လာပြီးသူ့အနေနဲ့ရက်ကိုချစ်တယ်လို့သူ့ရဲ့မိန်းမကိုလည်းချစ်တဲ့အကြောင်းနဲ့ရက်ကိုလည်းပေးချချစ်တဲ့အများကြီးရှိတဲ့အကြောင်းပြောလိုက်ပေမဲ့ရက်ကတော့မာရှေအနေနဲ့သူ့ရဲ့အိမ်မှာတပတ်နေထိုင်ခွင့်ပြမှာဖြစ်ပြီးတော့တပတ်ကြာရင်တော့အစာကလေးကမရှိခဲ့တယ်လို့မျိုးထွက်သွားပြီးဖို့ပြောလိုက်ပြီးတော့ကားမောင်းကထွက်သွားခဲ့ပါဦးတယ်။ချေရတဲ့မိန်းကလေးနှစ်ယောက်စလုံးရဲ့စွန့်မြစ်တာကိုခံလိုက်ရပြီးတဲ့နောက်မှာတော့မာရှေဟာစာသင်ခန်းထဲမှာစိတ်နေပြီးတော့တင်ညားရီကိုလှုပ်ဆောင်နေခဲ့ပါသည်။မာရှေဟာသူ့ရဲ့သင်ခန်းစာကိုစိတ်ပါလက်ပါပိုးချနေချိန်မှာသူ့ရဲ့စာသင်ခန်းထဲကိုမီဂန်ရဲ့အရာရှိတယောက်ဝင်လာခဲ့တာကြောင့်မလို့အတန်းသားတွေကိုအတန်းလွှတ်ပေးလိုက်ရပြီးတော့မီဂန်တို့ရဲ့လာရင်ကိစ္စကိုမေးလိုက်ရပါတယ်။မီဂန်ကမာရှေရဲ့တင်နန်းသူတယောက်ဖြစ်တဲ့မယ်ရီကော့စပီကလိမ်မိုင်းဆိုင်ရာကိစ္စအတွက်နဲ့ပတ်သက်ပြီးတော့မာရှေကိုတိုင်နာထားတာဖြစ်တာကြောင့်မလို့ဖြေရှင်းမှုလာခေါ်အဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာမာရှေဟာသူနဲ့မယ်ရီကော့စပီနဲ့ကအသက်ပြည့်ပြီးသူတွေဖြစ်တာကြောင့်မလို့နှစ်ယောက်သဘောတူကျူးလွန်ခဲ့တာဖြစ်ကြပြီးတော့လမ်းခွဲတုန်းကလည်းကြီးကြီးပြူပြူလမ်းခွဲခဲ့ရလေဖြစ်ကြောင်းပြောနေရကြောင်းမလို့မီဂန်ကသူ့အနေနဲ့မာရှေကိုလက်ထိတ်ခတ်ပြီးတော့ခေါ်တာမျိုးလုံးဝမဟုတ်တဲ့ကြောင်းဒါပေမဲ့လည်းအချုပ်ကတော့ကြာမှသာဖြစ်တဲ့ကြောင်းပြောလိုက်တဲ့အခါမှာမာရှေဟာသူ့ရဲ့တာဝန်အလုပ်တွေအကြောင်းကိုထည့်ပြီးတော့ပြောလိုက်ပါတယ်မီဂန်ကတော့မင်္ဂလိဘက်ကတရားစွဲထားတဲ့အတိုင်းပဲမှန်ကန်လို့အမှုရှုံးမဲ့ဆိုရင်တော့အလုပ်ပြုတ်မှာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့မာရှေကမင်္ဂလိဘက်ကတစ်ဖက်တည်းစကားနဲ့တွေမဆုံးဖြတ်ဘဲနဲ့သူ့ဘက်ကစကားတန်တွေကိုလည်းထပ်ပြီးတော့စဉ်းစားပြီးဖို့လိုကြောင်းသူကညီနီမှာမဟုတ်တဲ့ကြောင်းမိန်းမတယောက်ရဲ့စကားနဲ့ပဲလူမဲတယောက်ကိုဖမ်းဆီးချုံအောင်မှာကိုလက်မခံကြောင်းပြောလိုက်ပြီးတော့သူ့ရဲ့ဖုန်းကအပြေးယူလိုက်ကမေရီကော့စပီနဲ့စကားပြောထားတဲ့ message တွေကိုမီရန်တို့ကိုဖတ်ပြနေခဲ့ပါတယ်နှစ်ယောက်သားပြောထားကြတဲ့ message တွေကအစင်ပြေပြေလမ်းခွဲခဲ့တာကြောင့်မလို့ကျင်းတဲ့နေရဲ့အကြောင်းတွေဖြစ်ပြီးတော့နောက်ပိုင်းမှာပြောတဲ့စကားတွေကတော့ကော်ဖီအတူတူတောက်ဖို့ခဏခဏလာတွေးကြမယ်ဆိုတာမျိုးတွေဖြစ်ပြီးတော့ဒီလိုစကားမျိုးတွေကိုပြောတာဟာတယောက်နဲ့တယောက်ကျင်းတဲ့ကြားလို့သာပြောတာဖြစ်ပြီးတော့မာရှေကပြောပြလိုက်ပါရီမီဂန်ကတော့လူမှုကွန်ရက်မှာပြောဆိုထားတာတွေကိုစစ်ဆေးတဲ့အဖွဲ့ကသူတို့မှတက်တည်ရှိကြောင်းဒါအပြင်သူတို့ဌာနအနေနဲ့မိန်းကလေးဘက်ကပြောထားတာကိုသာပို့ပြီးတော့အတည်ယူတဲ့အကြောင်းပြောလိုက်ပြီးတော့စိတ်မကောင်းပါဘူးဆိုပြီးတော့ပြောလိုက်ကမာရှေကိုဖမ်းခေါ်သွားခဲ့ပါရီမီဂန်ကမာရှေရဲ့အခုလိုလုပ်နေတာတွေဟာဆွဲလန်းမှုတစ်ခုကြောင့်လားဆိုပြီးတော့မေးလိုက်တဲ့အခါမှာမာရှေကတော့ဆွဲလန်းမှုဆိုတာနဲ့ပတ်သက်ပြီးတော့မီဂန်နေတဲ့နားလေလားဆိုပြီးတော့မေးလိုက်ပြီးကိုနဲ့မသိတဲ့ကိစ္စတွေနဲ့တခြားသူတွေရဲ့ဘဝကိုဖျက်ဆီးမပစ်ဖို့အတွက်ပြောလိုက်ပါရီမီဂန်ကတော့ဘာမှပြန်မပြောဘဲနဲ့ထွက်သွားခဲ့ပြီးရဲရရှိကသာမာရှေကိုရှင်းနေခေါ်ဖို့နဲ့တခြားကိစ္စတွေကိုပြောလိုက်ပြီးတော့ရဲစခန်းကိုခေါ်လာခဲ့ပါရီရဲစခန်းရောက်တဲ့အခါမှာတော့မာရှေကိုဓာတ်ပုံရိုက်ကလက်ပွေနှိပ်တာတွေလှုပ်ဆောင်ခဲ့ပြီးတော့မာရှေရဲ့အလုပ်ကိုင်တွေရအသိမပြုတာကြောင့်မလို့ပြန်လို့ပေးထားမှဖြစ်ပြီးတော့လိမ်မှုဆိုင်ရာဆွဲလန်းမှုနဲ့ပတ်သက်ပြီးတော့ကုသမှုခံယူသင့်ကြောင်းတိုက်တွန်းကပြောဆိုလိုက်ပါရီချစ်ရတဲ့မိန်းမနှစ်ယောက်ရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတယ်လို့မိန်းကလေးယောက်နဲ့ပတ်သက်ပြီးတော့လိမ်မှုကိစ္စအတွက်ပါတရားစွဲခံလိုက်ရတာကအလုပ်ပါပျောက်သွားနိုင်တဲ့အခြေအနေအထိရောက်ခဲ့တာကြောင့်မလို့မာရှေယာစိတ်သက်လုံးဝကျသွားခဲ့ပြီးတော့ကိုတက်တည်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်တက်တည်တော့မလုံဆောင်ခင်မှာမာရှေကတေရန်စာတစ်စောင်ကိုရေးခဲ့ပြီးတော့လက်ထက်လက်စွပ်ကလေးကိုစာရွက်ပေါ်တင်ကဒရာဇိုတုံးနဲ့ ambient ဆေးကိုအလုံးစုံတောက်ချလိုက်ကအဲ့ရပေါ်မှာအသင်အိတ်ချလိုက်ပါတော့တယ်လူကြီးတယောက်ဖြစ်တာနဲ့အစားခံထားတာကြောင့်မလို့မာရှေဟာကံကောင်းထောက်မှပြီးတော့မတိပဲပြန်လဲနိုးထလာခဲ့ပါရီသူနိုးထလာတဲ့အချိန်မှာတော့ရက်ကသူ့ရဲ့ဘေးနားမှာရှိနေခဲ့ပြီးတော့အခုလိုလှုပ်တာကသူ့ကိုအတနာခံကျင်လို့လားဆိုပြီးတော့မေးလိုက်တယ်လို့ဘလို့ပဲလို့သူတို့ဂျားတွေကဆုံးဖြတ်ချက်ကိုတော့မပြောင်းလဲဘူးဆိုတဲ့အကြောင်းမှာထပ်ပြောလိုက်ပါရီဒါ့အပြင်မယ်ရီကိုဖုန်းဆက်ထားတဲ့အကြောင်းမယ်ရီဟာတွေးဖို့လာနေတဲ့အကြောင်းမာရှေရဲ့အဖမ်းခံရတဲ့သတင်းကိုလည်းကြားရတဲ့အကြောင်းတွေကိုပြောပြလိုက်ပါမာရှေကတော့မယ်ရီကိုမတွေ့ချင်တဲ့အကြောင်းပြောလိုက်ပြီးတော့သူတင်ယူထားတဲ့ဒသနီကအရာမရှိခြင်းကိုလက်ခံကြောင်းပြောလိုက်တဲ့အခါမှာရက်ကဒေါသထွက်သွားပြီးတော့ဒီစကားတွေကိုမယ်ရီကိုပြောဖို့ပြောလိုက်ပြီးတော့ပစ္စည်းတွေကိုသိမ်းဖို့အတွက်ရင်းနှင်းထပ်ပေးကြောင်းပြောလိုက်ကထွက်သွားခဲ့ပါရီရက်ထွက်သွားပြီးတဲ့နောက်မှာတော့မယ်ရီဝင်လာခဲ့ပြီးတော့မာရှေကမယ်ရီကိုတောင်းပန်ကြောင်းပြောလိုက်တဲ့အခါမှာမယ်ရီကသူပြောတာတွေကိုနားထောင်ဖို့ပြောလိုက်ပြီးတော့သူ့မှာအဖေဆိုလို့တယောက်တည်းရှိတာကြောင့်မလို့သူ့ကိုအခက်တွေ့အောင်မလုပ်ဖို့အကြောင်းပြောလိုက်ပြီးတော့သူမရဲ့ဘဝမှာအဖေမရှိတဲ့လောကကြီးကိုတွေးကြည့်လို့တော့မှမရကြောင်းရှေ့ဆက်ပြီးတော့လည်းလှုပ်ရှားရတဲ့အများကြီးရှိသေးကြောင်းနဲ့မာရှေနေနဲ့လေကျေးဇူးပြုပြီးတော့လက်ရှိအချိန်ထက်ကောင်းတာရောက်လာမှာဖြစ်တယ်လို့တွေးထားပေးဖို့အကြောင်းပြောလိုက်ပါတယ်မာရှေကတော့သူ့အနေနဲ့လှုပ်တောင်လုံးနိုင်ပါမလားဆိုတာမွေမရဲပြန်ပြောလိုက်ပြီးတော့အခုလိုဖြစ်နေတဲ့အချိန်ကသာပို့ပြီးတော့ကောင်းတယ်လို့ဖြစ်နေကြောင်းပြောလိုက်တဲ့အခါမှာမယ်ရစ်ကလက်ရှိအချိန်ကိုပဲကောင်းနေထင်းရင်အဲ့ဒီတိုင်းထားလိုက်ဖို့ပြောကအဖေဖြစ်သူမာရှေကိုနမ်းလိုက်ပြီးတော့ပြန်သွားခဲ့ပါတော့တယ်မာရှေကစီးရုံမှာရန်နေလောက်တက်ပြီးမှတော့အိမ်ကိုပြန်ရောက်လာခဲ့ပြီးတော့အိမ်ထဲမှာတယောက်တည်းရှိနေတော့သူဖုန်းထဲကို message တစ်စောင်ဝင်လာခဲ့ပြီးတော့အပြင်ဘက်ကိုထွက်လာခဲ့ဖို့ပြောတာကြောင့်မလို့မာရှေကအပြင်ကိုထွက်လာခဲ့ကကားထဲမှာအဒီကိုတွေ့လိုက်ရပြီးတော့အဒီကသူကအဖွဲတစ်ခုကိုတွေ့ထားကြောင်းအဲ့ဒီအဖွဲ့ဟာသူ့ကိုအကူအညီပေးနိုင်တဲ့အမျိုးသားအဖွဲ့တစ်ခုဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာမာရှေကလည်းဘာမှမပြောတော့ဘဲနဲ့ကားပေါ်တက်ပြီးတော့လိုက်လာခဲ့ပါတော့တယ်ကားပေါ်ရောက်တဲ့အခါမှာတော့ပြောင်းလဲနေတဲ့ LD ကိုကြည့်လိုက်ပြီးတော့ဘာကပြောင်းလဲပေးလိုက်တာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာ LD ကသူ့အရက်ဖြတ်လိုက်ပြီးတော့အမိုးချင်းတွေကိုလည်းပြောင်းလိုက်တာဖြစ်ကြောင်းပြောလိုက်ပါရီအဲ့ဒီပြောတဲ့အဖွဲ့ကဘာသာရေးအဖွဲ့လားဆိုပြီးတော့မေးလိုက်တဲ့အခါမှာအဲ့ဒီကမဟုတ်ကြောင်းညီကိုလိုမျိုးဖေးမမှုနဲ့အားပေးကူညီတဲ့အဖွဲ့တစ်ခုသာဖြစ်ကြောင်းပြောလိုက်ပြီးတော့အဖွဲ့ရှိရာကိုခေါ်လာလိုက်ခဲ့ပါရီအဲ့ဒီပြောတဲ့အဖွဲ့စီကိုရောက်တဲ့အခါမှာတော့မာရှေကဒေါက်တာမီတန်ကိုတွေ့လိုက်ရပြီးတော့မီတန်ဟာလမ်းပြောင်းနေတဲ့သူတွေကိုကူညီဖေးမဖို့အတွက်အဓိကတာဝန်ဟာသူ့မှာရှိကြောင်းပြောလိုက်ပြီးတော့ဆွေးနွေးဟောပြောပွဲလုပ်နေတဲ့နေရာကိုဝင်လာခဲ့တဲ့အဒီနဲ့မာရှေကိုနှုတ်ဆက်လိုက်ကမာရှီကလီမန်ကလပ်ကနေကြိုဆိုတဲ့အကြောင်းပြောလိုက်ပါရီနောက်တော့မာရှေကဆွေးနွေးပွဲတွေကိုရောက်ခဲ့ပြီးတော့အဒီကတော့မာရှေကိုမေးခွန်းတွေမေးနေခဲ့ကမာရှေကသူ့သဘောပေါက်နားလေထားတယ်လို့ပြန်ပြောနေခဲ့ပြီးဆွေးနွေးပွဲကိုတက်လာတဲ့တခြားသူတွေကတော့မာရှေပြောရတဲ့ထဲမှာမကြိုက်တာတွေတွေ့တဲ့အခါမှာ
ဘူးဝါနဲ့အော်နေခဲ့ပြီးတော့အတီကအသီးခံမှုပြောလိုက်ကရင်ချင်းမှုပြောင်းလဲမှုမှာအမျိုးသားတွေရဲ့အခန်းကဏ္ဍကိုဘယ်လိုမြင်လဲဆိုပြီးတော့မာရှေကိုမေးလိုက်ပါတယ်မာရှေကိုမေးခွန်းမေးနေတဲ့အချိန်မှာဒေါက်တာချာလီယာဆွေးနွေးပွဲကိုရောက်လာခဲ့ပြီးတော့အဝေးကနေတစ်စိတ်တစ်စောင်းကြည့်နေခဲ့ပါတယ်မာရှေကတော့ရင်ချင်းမှုပြောင်းလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ယောက်ျားတွေကပြုပြင်ပြောင်းလဲရဲ့တော်လိုင်းတစ်ခုဖြစ်ကြောင်းတစ်ချိန်တုန်းကဆိုရင်ဆုံးမတွေကိုမတရားဖမ်းဆီးဆွဆွဲကဘလို့ဖြည့်ရှင်းချက်မျိုးမှလက်မခံမင်းနဲ့တက်ဖြတ်ပစ်ကြတဲ့အကြောင်းပြောလိုက်တဲ့အခါမှာအတီကလက်တော်မှာရင်ဆိုင်ဖြည့်ရှင်းနေရတဲ့မာရှေရဲ့ပြဿနာမျိုးလားဆိုပြီးတော့မေးလိုက်ပါတယ်မာရှေကတော့ဘာမှပြန်မပြောဘဲနဲ့အတီကိုကြည့်လိုက်ရင်လည်းအမျိုးသားတွေကိုဘေးဖယ်ထားကြလိမ့်ရှိတဲ့အတိုင်းဝိုင်းတစ်ခုရှိပြီးတော့ထောက်ပြပြောဆိုတဲ့ယောက်ျားတွေကိုအန်နီရများတယ်ဆိုပြီးတော့ပြောကြကြောင်းအခုလိုပြောဆိုမှုတွေအကြောင်းယောက်ျားတွေကကူးကန်ရတဲ့မျိုးဆက်ဖြစ်လာခဲ့တဲ့အကြောင်းတန်မားတဲ့ယောက်ျားတွေဟာအန်နီရရှိတာမှန်ပေမဲ့အားနဲ့ယောက်ျားတွေကပို့ပြီးတော့အန်နီရရှိတဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့ဆွေးနွေးပွဲကိုတက်လာသူအားလုံးဟာအားရပါရလက်ခုပ်ထတီးကဩပါပေးလိုက်ကြပါတယ်မာရှေပြောစကားပြီးမှာတော့အတီယာခွန်အားဆိုတာအရာရာပဲဖြစ်ကြောင်းသူဟာတစ်ချိန်ကရှော့ပင်းမော်တစ်ခုမှာစင်နာဘုံယူနီဖောင်းဝေပြီးတော့အလုပ်လုပ်ခဲ့ရပြီးတော့လမ်းသွားလမ်းလာအမျိုးသမီးတွေကသူ့အဖတ်တော်မှမလုပ်တဲ့အပြင်လောင်မြောင်သွားကြကြောင်းစိတ်ဓာတ်တွေလည်းတော်တော်လေးကိုကြားခဲ့ရတဲ့အကြောင်းဒေါသလည်းထွက်ချင်မင်းပဲမထွက်နိုင်အောင်ထိန်းထားခဲ့ရတဲ့အကြောင်းဒီလိုလုပ်ရတဲ့အကြောင်းကတော့အခန်းထဲကလူတွေနဲ့အတူတူအောင်မြင်တဲ့လမ်းကြောင်းတစ်ခုရှာဖွေနိုင်မှုသာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒီကမာရှေကိုလောလောလတ်လတ်မီတူးကိစ္စနဲ့အလုံနာခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဖွဲ့တီထောင်သူဒေါက်တာမီတန်အပါအဝင်အားလုံးရဲ့အနေအရကိုမတရားလုပ်ထားတဲ့သူတွေကိုဖယ်ထုတ်လိုက်ုံနဲ့မပြီးဘဲနဲ့ဘာလို့ဆက်လုပ်ကြမလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာမာရှေကနှုတ်သဘောတူအလိုတူလိုပါဆက်ဆံခဲ့ကြပေမဲ့အခုလိုလုပ်ခဲ့ကြပြီးတော့ဒေါသဖြစ်ခဲ့ရကြောင်းမတရားအလုပ်ခံရတာကြောင့်မလို့အလုပ်ပြုတ်ခဲ့ရသလိုဂုံတိတ်ခါပါထိခိုက်ခဲ့ရကြောင်းမလို့ဒါနဲ့ပတ်သက်ပြီးတော့အမှန်တရားကိုပြန်ပြီးတော့ရှာဖွေဖို့အတွက်တိုက်ခိုက်ဖို့လိုအပ်ကြောင်းအမျိုးသားတွေကရှုံးနေသူတွေဖြစ်ပြီးတော့ကိုတက်တဲ့နှုံးကအမျိုးသမီးတွေပို့ပြီးတော့များနေတဲ့အကြောင်းသူ့အနေနဲ့ဝန်ခံစရာတစ်ခုရှိတာကတော့သူလည်းမကြခင်ရမှတက်တဲ့ဖို့ကြိုးစားခဲ့ဖို့သူဖြစ်ကြောင်းပြောလိုက်ပြီးတော့လူမှုတိုင်းဝိုင်းရဲ့ရှေးရိုးအစင်အလာတွေကိုတွန်းလှန်မှုလိုကြောင်းပြောလိုက်တာကြောင့်မလို့ဆွေးနွေးပွဲကိုတက်ရောက်လာသူတွေဟာလက်ခုပ်တီးပြီးတော့အားပေးလိုက်ကြပါသည်အဝယ်စည်းကိုတီထောင်သူဒေါက်တာမီတန်ကတခြားသူတွေအနေနဲ့ဘာများပြောစရာရှိနေလဲဆိုပြီးတော့မေးလိုက်ပေမဲ့ဘာမှမပြောရကြောင်းမလို့အတီကပဲအခုလိုဖြစ်ပျက်နေရတွေဟာနတ်ဆိုးကြောင့်ဖြစ်ကြောင်းအဲ့ဒီနတ်ဆိုးကိုရှာဖွေတက်ဖြတ်ပစ်ပြီးတော့သူတို့အတွက်အမှန်တရားကိုပြန်လည်ယူကြမှာဖြစ်ကြောင်းပြောလိုက်ပြီးတော့မက်ဆီကလီမန်ကလပ်ကနေပြီးတော့ကြိုးဆိုကြောင်းအားလုံးရဲ့ကိုစားပြောဆိုလိုက်ကမတ်တရက်လိုက်ပြီးတော့အတိမတ်ပြူတာကိုခံယူစီလိုက်ပါသည်အဒီတို့ရဲ့ကလပ်ကိုရောက်လာသူတွေကတော့လူရန်စားပေါင်းစုံအလွာပေါင်းစုံကယောက်ျားတွေဖြစ်ကြပြီးတော့ဂျက်တို့လိုမျိုးရဲဝင်တဲ့နေလည်းပါသလိုချားလေးလိုမျိုးဆရာဝန်တွေလည်းပါခဲ့ပါတယ်အဲ့ဒီဘွဲကအားနေချက်အပြည့်နဲ့ယောက်ျားတွေကိုအပြန်အလှန်ဖေးမှလမ်းပြရင်ရှေ့အနာဂတ်ဘဝကိုအိပ်ပျော်စားဝင်အောင်ကူညီပေးကြမဲ့သူတွေလည်းဖြစ်ကြပါတယ်ဒေါက်တာချာလီကတော့အဖွဲ့ဝင်တယောက်အနေနဲ့စိတ်ဝင်စားတက်ရောက်လာခြင်းမျိုးမဟုတ်ဘဲနဲ့လေးလာသူတယောက်ပုံစံနဲ့ရောက်လာခဲ့တာဖြစ်ပြီးတော့ဆွေးနွေးပွဲစပြီးမှရောက်လာခဲ့သလိုဆွေးနွေးပွဲမပြီးခင်မှာလည်းပြန်သွားတက်ခဲ့သူဖြစ်ပါတယ်ဒေါက်တာဝစ်စတီကုန်းနဲ့မဲရစ်ဟာစိတ်ဝင်တစ်ခုရဲ့ကိုရက်တာမှာရှောက်လာကစကားပြောနေခဲ့ပြီးမဲရစ်ကလူဝစ်ဟာမာရှေကိုကိုတက်တဲ့ရဲ့သတင်းကိုကြားပြီးကတည်းကစိတ်တွေမတည်မငြိမ်ဖြစ်လာခဲ့ပြီးတော့ကြောင်းရွံလာခဲ့ကသူကိုယ်တိုင်ပဲစိတ်ဝင်တက်ဖို့ဆုံးဖြတ်ခါလာခဲ့တဲ့အကြောင်းဝစ်စတီကုန်းကိုပြောလိုက်တဲ့အခါမှာဝစ်စတီကုန်းကမဲရစ်အနေနဲ့မိဘနှစ်ယောက်စလုံးစိတ်ရောဂါခံစားနေရအကြောင်းမလို့အဆင်ပြေရလားဆိုပြီးတော့မေးတဲ့အခါမှာမဲရစ်ကလည်း okay အကြောင်းပြန်ပြောလိုက်ပါရီသူတို့နှစ်ယောက်ဟာလူဝစ်တယောက်ကိုစိတ်ရောဂါခံစားနေရဆိုပြီးတော့ထင်နေကစိတ်ရောဂါကိုဖို့အတွက်စီးရုံကိုရောက်နေတဲ့အတွက်လူဝစ်ကိုတွေးဖို့လာခဲ့ကြပဲဖြစ်ပါရီမဲရစ်ကသူ့မိဘာတွေဖြစ်နေလဲဆိုတာကိုသိကျင်ကြောင်းဝစ်စတီကုန်းကိုပြောလိုက်တယ်လို့ဝစ်စတီကုန်းကတော့လူဝစ်ရဲ့အခန်းထဲကိုဝင်လိုက်ကစလိတ်တောင်းနေခဲ့တဲ့လူဝစ်နဲ့စကားပြောနေလိုက်ပါရီလူဝစ်ကသူ့ကိုယ်သူတင်းနေပြီးဖြစ်ကြောင်းထင်နေခဲ့တာဖြစ်ပြီးတော့သူနာပြုဆရာမတွေကသွေးပေါင်ချိန်နေချိန်ပြနှလုံးကုန်နှုံးတွေစမ်းပြပေမဲ့မယုံတဲ့အကြောင်းသူတင်းနေပြီးဆိုတာကိုအတီးပြုတ်ဖို့အတွက်ဒေါက်တာဝစ်စတီကုန်းကိုခေါ်လိုက်တာဖြစ်ကြောင်းပြောလိုက်ပါရီဝစ်စတီကုန်းကတော့ဘာကြောင့်ကိုတင်းနေပြီးလို့ထင်နေရလဲဆိုပြီးတော့မေးတဲ့အခါမှာလူဝစ်ကသူဟာတင်းနေပြီးတော့တခြားကဘာတစ်ခုရောက်သွားခဲ့တာဖြစ်ကြောင်းပြောနေတဲ့အတွက်ဝစ်စတီကုန်းကတော့ဒါဟာတီးမခံနိုင်ကြကိစ္စတွေများလာတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုသာဖြစ်ကြောင်းအာယုံကြောယောဂတစ်ခုဖြစ်တဲ့ကိုတီစစ်ဒရုန်းယောဂသာဖြစ်တဲ့ကြောင်းပြောလိုက်ပြီးတော့အခုလိုအခြေအနေဖြစ်ကြောင်းတွန်းပို့လိုက်တဲ့အခြေအနေတွေကိုမေးလိုက်ပါရီပထမတစ်ခုအနေနဲ့ Red နဲ့ Marshall ဟာသူ့စီကိုရောက်လာခဲ့ပြီးတော့၃ယောက်အတူတူနေဖို့ပြောတဲ့အကြောင်းဒါတွေကို Red ကလည်းလက်ခံနေတဲ့အကြောင်းဒီလိုကိစ္စသဘောထားရဆိုတာကသူတည်ထားတဲ့ Marshall လိုလူတစ်ယောက်ကဘယ်တော့မှလုံးမှာမဟုတ်ဘဲနဲ့ဒါဟာတခြားလောကမှာသာဖြစ်ကြောင်းပြောလိုက်ပါရီဒုတိယတစ်ခုအနေနဲ့ကတော့သူကိုမှဖြစ်နေခဲ့တုန်းကသူ့ရဲ့ဆရာဝန်ဖြစ်တဲ့ဒေါက်တာချာလီဟာသူခန်းထဲမှာလာပြီးတော့မိန်းမတစ်ယောက်နဲ့မူစကူဒူးနေခဲ့တဲ့အကြောင်းဒါတွေကိုကိုမှဖြစ်နေပေမဲ့လည်းသူကုန်ကြားနေရတဲ့အကြောင်းဒီအကြောင်းတွေကိုချာလီကိုပြောတဲ့အခါမှာတော့ချာလီကညင်းလိုက်ပြီးတော့သူ့ရဲ့ဂုံတိတ်ခါကိုစော်ကားရတာဖြစ်ပြီးတော့ဒီလိုလိုမျိုးကိုသူလုံးမှာမဟုတ်တဲ့အကြောင်းပြောခဲ့တဲ့အကြောင်းဒါ့အပြင်လူဝစ်ကသူကိုမှဝင်နေတုန်းကကိုမှဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ကိုဝင်ရခဲ့တာကိုကြားခဲ့ရပြီးတော့ဒါရီယာချာလီလောက်တာလားဆိုပြီးတော့ပြောလိုက်တဲ့အခါမှာချာလီကအသေးအံညင်းလိုက်ပြီးသူကလူဝစ်ကိုတစ်ချိန်လုံးကာကွယ်နေခဲ့တာဖြစ်ပြီးတော့ကိုမှဖြစ်နေတဲ့လူဝစ်ကိုမာရှေယာမူစကူဒူးဖို့ပြောတာအချိန်ချင်းဖြစ်ပေမဲ့လည်းသူကသာတားထားရတဲ့အကြောင်းမာရှေပြောစကားရတော့လူဝစ်ကတေးဖို့ထိုက်တန်နေသူဖြစ်တဲ့အကြောင်းမသေးခင်မှာနိဗ္ဗာန်ကိုပို့ပေးသိတဲ့အကြောင်းပြောခဲ့တဲ့အကြောင်းလာတော်ချိန်ဒီမှာတော့လူဝစ်ကနိဗ္ဗာန်ကိုပို့ရမှာမဟုတ်ဘဲနဲ့ငရဲကိုတန်းဖို့သိတဲ့အကြောင်းချာလီကစိတ်ဆိုးဆိုးနဲ့ပြောခဲ့တဲ့အကြောင်းလူဝစ်ကဝစ်စတီကိုပြန်ပြောပြခဲ့ပါရီ
ဒါအပြင်ချာလီပြောရတွေကမှန်ကြောင်းသူဟာသူ့ကိုယ်သူကိုပိုင်ငရဲကိုဖန်တီးခဲ့တာဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာဝစ်စတီကုန်းကဘလို့ယာတွေကဒီလိုဖြစ်အောင်ဖန်တီးခဲ့တာလို့ထင်လဲဆိုပြီးတော့မေးလိုက်ပါရီလူးစ်ကသူတည်သွားခဲ့တာကြောင့်သာဒီလိုဖြစ်ကြောင်းပြောလိုက်ပါရီနောက်တစ်ခုအနေနဲ့လူးစ်ကသူဟာမီဂန်ရဲ့ယောက်ျားဂျက်စတင်ကိုတနက်နဲ့ပြတ်တက်ခဲ့တဲ့အကြောင်းတပည့်ရဲ့နောက်မှာတော့အလောင်းကိုဖျောက်ပစ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုသွားယူဖို့ထွက်သွားခဲ့ပြီးတော့သတိမေကရှောက်သွားနေမိတဲ့အကြောင်းသတိရလာတဲ့အခါမှာတော့လူသက်မှုအတွက်သူ့ကိုယ်သူခုခံကာကွယ်တာဆိုပြီးတော့ဝန်ခံတော့မယ်လို့ဆုံးဖြတ်ကအခင်းဖြစ်ခဲ့တဲ့အခန်းအောင်ပြန်လာခဲ့ပေမဲ့အခန်းကလုံးဝတန်ရှင်းနေတယ်လို့တက်ပြတ်မှုဖြစ်ခဲ့တဲ့အရေးအောင်တော့မှရှိမနေခဲ့တဲ့အကြောင်းနောက်တော့ဒါရီဟာအလောင်းအောင်ဖျောက်တဲ့နေရာမှာကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်တဲ့ Glorious Magog ကိုမီဂန်ကခေါ်လိုက်တာလို့နားလည်ခဲ့ပြီးတော့မီဂန်နောက်ကိုလိုက်ခဲ့ကစုံစမ်းတဲ့အခါမှာသူထင်တဲ့အတိုင်းအမှန်ဖြစ်နေကြောင်းဒါကြောင့်မီဂန်ရဲ့ရုံးခန်းအောင်သွားကထိတ်တိုက်ဖြေရှင်းခဲ့တဲ့အကြောင်းဒါပေမဲ့မီဂန်စီကိုရောက်တဲ့အခါမှာတော့သူထင်တာတွေကမဟုတ်တဲ့အကြောင်းမီဂန်ကလူးစ်တာစိတ်ကြောင်ချောက်ကြားတွေဖြစ်နေတဲ့အကြောင်းရှောက်ပြောနေရတာဖြစ်တဲ့အကြောင်းစတွေကိုပြောလိုက်တဲ့အတွက်သူ့ကိုယ်သူနားလေသွားတဲ့အကြောင်းနဲ့သူမဟာဗျံမတာတွေဖြစ်နေခဲ့ပြီးတော့တခြားလောကတစ်ခုကိုကြော်လွန်ပြီးတော့ရောက်သွားခဲ့ကသူ့ဘဝတစ်လျှောက်လုံးမှာကြုံခဲ့ရတဲ့အတုံးမကျမှုတွေပျက်စီးမှုတွေကိုကိုယ်တိုင်ဖန်တီးထားတဲ့ငရဲမှာပိတ်မိနေကြောင်းဝေစတီကုန်းကိုပြောပြလိုက်ပါရီဒါအပြင်ဝေစတီကုန်းကိုလည်းသူ့ငရဲကိုနှိပ်စက်ဖို့လွတ်လိုက်တဲ့ညံကောင်းတဲ့မကောင်းဆိုးဝါဆိုပြီးတော့ပြောလိုက်တာကြောင့်မလို့ဝေစတီကုန်းကမဟုတ်တဲ့အကြောင်းညင်းလိုက်ပြီးတော့လူဝစ်စာအခန်းတောင်ကကင်မရာကိုမြင်လိုက်ကနောက်တစ်ခုအနေနဲ့ဗန်းဆိုင်မိသားစုအသက်ခံခဲ့ရတဲ့အကြောင်းကိုအပြစ်မှတကယ်တွေးခဲ့တဲ့အကြောင်းပြောလိုက်ပြီးတော့ဒါဟာသူ့ရဲ့အိမ်မက်တွေကိုပုံတူကူးပြီးတော့တက်ဖြတ်တာဖြစ်တဲ့အကြောင်းပြောလိုက်ပါရီဝေစတီကုန်းကတော့လူးစ်ပြောတဲ့လူသက်မှုကအပြစ်မှတကယ်မဖြစ်ခဲ့တဲ့အကြောင်းဘယ်မီဒီယာမှမပါခဲ့တဲ့အကြောင်းပြောလိုက်ပေမဲ့လူးစ်ကဒါဟာသတင်းအုပ်ထားဖြစ်ကြောင်းဒါအပြင်သူ့ရဲ့အိမ်မက်တွေကိုကူးယူကအပြစ်မှလိုက်တဲ့နေရာကြောင့်မလို့သူ့ရဲ့အိမ်မက်တွေကိုကူးယူခွင့်ရှိကအတိအကျသိရသူကတော့ဝေစတီကုန်းသာဖြစ်ကြောင်းပြောလိုက်ပါရီဝေစတီကုန်းကတော့လူးစ်ရဲ့အိမ်မက်တွေကိုကူးယူထားတာဟာသိပ္ပံနည်းပညာအရအကျိုးဆက်သက်ရောက်မှုကိုရှာဖွေဖို့သာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာလူးစ်ကသူ့ရဲ့အိမ်မက်တွေကိုလူဘလောင်များများတီးကြတယ်ဆိုပြီးတော့ပြန်မေးလိုက်တာကြောင့်မလို့100ကျော်လောက်တော့ရှိကြောင်းဝေစတီကုန်းကပြောလိုက်ပြီးတော့တကယ်လို့လူးစ်အနေနဲ့သူ့ရဲ့အိမ်မက်တွေအတိုင်းပဲပုံတူကူးပြီးတော့လိုက်တက်နေရလို့ထင်နေရင်တော့လူကိုစစ်ထုတ်လို့ရကြောင်းမာရှယ်လည်းဖြစ်နိုင်တယ်လို့နောက်ဆုံးအိမ်မက်တွေကိုအတိအကျသိနေသူဖြစ်တဲ့လူးစ်ကိုယ်တိုင်လည်းဖြစ်နိုင်ကြောင်းပြောလိုက်တဲ့အခါမှာလူးစ်ကကလေးပါမကြမ်းတတ်ထားတဲ့ကိစ္စမှာသူလုံးဝမဟုတ်နိုင်ကြောင်းညင်းလိုက်ပြီးတော့သူဟာအခုထိကိုမာထဲမှာပဲမနိုးထားသေးတဲ့အကြောင်းပြောလိုက်ပါတယ်ဝေစတီကုန်းကတော့လူးစ်ကနိုးထားနေပြီဖြစ်တဲ့အကြောင်းဒါအပြင်လူးစ်ပြောနေတဲ့အပြင်ကိစ္စတွေကတကယ်မဖြစ်ခဲ့တဲ့အကြောင်းပြောလိုက်တဲ့အခါမှာလူးစ်လည်းပဲစိတ်ရှုပ်သွားပြီးတော့သူ့ရဲ့ခန်းသူပဲပြန်သွားခဲ့ပါတော့တယ်အဲ့လိုနဲ့ရပောင်းများစွာကြာပြီးတဲ့နောက်မှာတော့စိတ်ရောဂါနဲ့အခန်းထဲမှာအောင်းနေခဲ့တဲ့လူးစ်စီကိုမီဂန်ရောက်ရှိလာခဲ့ပြီးတော့ဘာမပြောညာမပြောနဲ့လူးစ်ရဲ့ပေါင်ပေါ်မှာလှဲကအိတ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့မီဂန်ကလူးစ်ကိုစေးုံကနေအပြင်ကိုခေါ်ထုတ်လာခဲ့ပြီးတော့အခင်းဖြစ်တဲ့နေရာတစ်ခုကိုခေါ်လာခဲ့ပါတယ်အခုဖြစ်စဉ်ကအရင်တစ်ခါတည်းပို့ပြီးတော့ဆိုးရဲ့အကြောင်းပြောပြပြီးတော့စိတ်တန်ရနေတဲ့လူးစ်ကိုခေါ်လာရတာစိတ်မကောင်းကြောင်းပြောလိုက်ပေမဲ့လူးစ်ကတော့အခုဖြစ်နေရတွေကအစ်စ်မှန်မဟုတ်ကြောင်းပြောလိုက်ပါတယ်မီဂန်ကတော့ဒါရီယာအစ်စ်မှန်ဖြစ်တဲ့အကြောင်းပြောလိုက်ပြီးတော့အခုဖြစ်တဲ့လူသက်မှုမှာပါတဲ့လူတွေကိုလူးစ်လည်းပဲသိရဲ့အကြောင်းလူသက်သမားကဂွင်းဆက်လူသက်နေရဖြစ်ပြီးတော့ဂရိုစတက်ကွာတွေကိုအသုံးချနေရဖြစ်ကြောင်းအခုဖြစ်နေရတွေကတကယ်ဖြစ်နေရတာဖြစ်ကြောင်းအမခံလိုက်ပါတယ်လူးစ်ကတိတ်ပြီးတော့မယုံတာကြောင့်မလို့မီဂန်ကသူ့ကြီးစားကိုလူးစ်ကတနက်နဲ့ပြစ်ခဲ့တာဖြစ်ပြီးတော့ဒီကိစ္စမှာ Glorious Magog ကိုဖုန်းဆက်ပြီးတော့အကူအညီတောင်းခဲ့တာဖြစ်ကြောင်းပြောပြလိုက်တဲ့အခါမှာလူးစ်ကဘာကြောင့်သူ့ကိုလိန်ခဲ့တာလဲဆိုပြီးတော့မေးလိုက်တဲ့အတွက်မီဂန်ကသူ့ရဲ့အမားတကူကြောင့်မလို့လူးစ်ကိုအပြစ်မရစေချင်တာကြောင့်မလို့ကာကွယ်လိုက်တာသာဖြစ်ကြောင်းပြောလိုက်ပါတယ်လူးစ်လည်းပဲစိတ်ကိုလျှော့လိုက်ပြီးတော့အခင်းဖြစ်တဲ့နေရာကိုသွားကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အိမ်မက်ထဲကအတိုင်းပဲခရစ်တော်နဲ့သူ့ရဲ့တာဝကာကြီးရဲ့နောက်ဆုံးညသာစားခဲ့တဲ့ပုံကိုလူတွေကိုတက်ကဖန်တီးထားဖြစ်ပြီးတော့ခရစ်တော်နေရာမှာရှိနေသူကတော့ချာလီပဲဖြစ်နေခဲ့ပါတယ်တခြားသူတွေကတော့အင်ဂျီယာမဲဖြစ်ပြီးတော့အဲ့ဒီတဲကတယောက်ကတော့မာရှေကိုဆွဆွဲခဲ့တဲ့မာရီကိုဘီပဲဖြစ်နေခဲ့ပါတယ်လူးစ်ကတပ်ပြင်းတစ်ခုကိုမှုတ်ထုတ်လိုက်ပြီးတော့ထိုင်ရန်ကထားလိုက်ကရဲဝင်တဲ့နေဘက်ကိုလှည့်လိုက်ပြီးတော့လက်ဝှေရာတွေကစအသေးစိတ်တွေတွေ့အောင်ရှာဖို့ပြောလိုက်ပြီးတော့ဒီမှုကိုသူကင်တော့မှဖြစ်ကြောင်းပြောလိုက်ကတရက်ခန့်ဘယ်သူလဲဆိုတာသူသိရကြောင်းပြောလိုက်ပြီးတော့အခင်းဖြစ်တဲ့နေရာကထွက်သွားခဲ့တဲ့အချိန်လေးမှာပဲကျွန်တော်တင်ဆက်ပေးနေတဲ့ Gas Degree TV Series လေးရဲ့ Season 1ကလည်းပြီးဆုံးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ဒီများမလေးပဲရုပ်ရှင်ဇာတ်လမ်းကောင်းများစွာကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ SK Story Channel လေးကိုလည်းပဲ Like and Subscribe လုပ်ပြီးထားကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအခုလိုမျိုးအဆုံးထိအချိန်ပေးပြီးတော့အားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာရှင်မြန်မာပြည်သားအားလုံးပဲကျမ်းမာပေးခင်ကြပါစေခင်ဗျာ